မင်္ဂလာပါဒီနေ့ webinar ကတော့ကျွန်တော်တို့ MGBE နဲ့ SGMMB ကပူးပေါင်းပြီးပြုလုပ်တဲ့ webinar ဖြစ်ပါတယ်ဒီနေ့ webinar အကြောင်းကတော့ ADHD ပေါ့နော် ADHD ကိုအမဒေါက်တာလာမြတ်သူကဆွေးနွေးပေးမှာဖြစ်ပါတယ်ဒီအမဒေါက်တာလာမြတ်သူရဲ့ biography လေးကိုနည်းနည်း sharing လုပ်ပြရစီအမကတော့ UK မှာရှိတဲ့ North East London NHS Foundation Trust ရဲ့Bugging and Tegnan Targeted Children Service မှာတာဝန်ထမ်းဆောင်နေတော့ Consultant Community Pediatrician ဖြစ်ပါတယ်။ My focus နဲ့ expertise အနေနဲ့ကတော့ Community Children Health, Neurodevelopment, ADHD, Autism, now Safeguarding Child Protection လုပ်ငန်းမှာဦးဆောင်ပါဝင်ဆောင်ရွက်နေပါတယ်။အခုအမဟောပြောပေးမယ့် topic လေးကတော့ ADHD ပေါ့နော်။အရင်2လပိုင်းတော့လည်းအမကျွန်တော်တို့ GP အဖွဲ့အစည်းကိုautism အကြောင်းလည်းအမမျှဝေပြီးတော့ကျွန်တော်တို့ကိုဟောပြောပေးခဲ့ပူပါတယ်။အခု ADHD အကြောင်းလေးကိုဟောပြောပေးဖို့အမကိုဖိတ်ခေါ်ပါတယ်ရှင်။ကျေးဇူးပါပဲ။အားလုံးမင်္ဂလာပါ။အခုလိုပြောခွင့်ရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ So ဒီနေ့ကတော့အမကပါပြောချင်တယ်ဆိုတော့ ADHD ပေါ့နော်။အခုဆိုရှင် ADHD က very popular ဖြစ်နေလို့ပြောရမှာပေါ့။အခု TikTok တွေFacebook တွေမှာဆိုရှင်အများပြန် ADHD ဆိုတဲ့ဟာတွေအများကြီးပေါ်နေပေါ့။ပြောကြလူတော်များများလည်းကိုငါ ADHD ရှိရဆိုတော့ကို diagnosis လုပ်နေတဲ့ဟာတွေကလည်းအများကြီးပေါ့နော်။ဆိုတော့ပြီးတော့ကြတော့အခုလူတွေကလည်းသူတို့ဘာသူတို့အဲ့ဒါတွေရှောက်ဖတ်ပြီးတော့သူတို့ ADHD ရှိရဲဆိုတော့အဲ့လိုပေါ့ဒီအင်္ဂလန်မှာဆိုလို့ရှိရင်ဟိုလိုပေါ့ request လုပ်နေတဲ့ဟာတွေကလည်းဟိုပေါ့ assessment request လုပ်နေတဲ့ဟာတွေအများကြီးဟို COVID ဖြစ်ပြီးနောက်ပိုင်းမှာပေါ့ချက်ချင်းလက်ငင်းဝုန်းဆိုတက်လာတာပေါ့နော်အများကြီးထက်လာတယ်လက်လာတဲ့အတွက်ကြောင့်အခုအဲ့ပေါ့ children service မှာ adult service မှာတော်တော်ကြီးကိုပေါ့နော် waiting time ကအရန်ကိုကြာနေတယ်ပေါ့ဘာလို့ဆိုတော့အဲ့လူတွေကဒီ assessment request လုပ်လာကြလို့ပေါ့နော်အဲ့လိုမျိုးအဲ့ဒါလေးဆိုတော့အဲ့အကြောင်းလေးမှအဲ့ဒါနဲ့ပတ်သက်ပြီး ADHD နဲ့ပတ်သက်ပြီးတော့မှပြောပြမယ်ပေါ့နော်ဆိုတော့ဒါကတော့အမရဲ့အလုပ်လုပ်တဲ့နေရာနဲ့အမရဲ့နာမည်ပေါ့နော်ဆိုတော့အမဒီနေ့ဘာပြောမလဲဆိုလို့ရှိရင် ADHD ဆိုတာဘာလဲပေါ့နော်ပြီးတော့ကျတော့ ADHD နဲ့တခြားဘာယောဂတွေနဲ့ဘယ်လိုနေလို့ကိုယ်မပတိဆက်နွယ်မှုရှိလဲပြီးတော့ကျတော့ ADHD မှာဘယ်လို symptom တွေတွေ့နိုင်လဲပြီးတော့ကျတော့ဘယ်လို diagnosis ကိုဘယ်လိုလုပ်မလဲပေါ့နော် diagnosis ဖြစ်ရပြီဆိုလို့ရှိရင်ဘာလို့ဘယ်လို ADHD ကို manage လုပ်မလဲပေါ့နော် treatment မပြော management ကိုပြုတယ်ဘာလို့ဆိုတော့ ADHD ကိုမတို့ကcure treatment ပေးလို့မရဘူးပေါ့နော်ကျမတို့ကအဲ့လိုဆေးနဲ့ပဲထိန်းတယ်ရတယ်ပေါ့နော်ပြီးတော့じゃဆေးပဲလဲ ADHD management မှာဆေးပဲလဲသုံးမလို့တခြားဟာနဲ့behavior နဲ့ manage တူလုပ်ရတယ်အဲ့ဒါလေးပေါ့နော်အဲ့ဒါကြောင့်အဲ့ဒါလေးဒီနေ့မှာဒီဟာလေးပြောပြီးတော့ကြတော့ ADHD management မှာသူ့ရဲ့ behavior management ပြီးတော့ကြနောက်တစ်ခုကကြတော့ medication အဲ့ဒါလေးကိုတစ်ချက်ပြောပြမယ် medication ကတော့အမ medication တစ်ခုစီရဲ့အကြောင်းတော့ very detail မသွားဘူးဒါပေမဲ့အမပြောပြမယ်ပေါ့နော်ပြီးတော့လေဒီမမီတို့ AG တို့ဖြစ်တယ်ဆိုလို့ရှိရင်အမအဲ့လို medication ရဲ့ leaflet လေး medication ရဲ့ side effect တွေ good effect တွေသူတို့ရဲ့အကြောင်းတွေကိုရေးထားတဲ့ leaflet လေးတွေမှာအဲ့ဒီ group ကို share လိုက်မယ် group ကတစ်ချက်ပြန် share ပေးလိုက်မယ်တော့เนาะပြန် share ပေးလိုက်မယ်ပေါ့အဲ့ဒါဆိုတော့ကိုလည်းလေ့လာလို့ရတာပေါ့ medication တွေအဲ့ဒါလေးမှဒီနေ့ပြောမယ်ဆိုတော့အခုမှဆိုလို့ရှိရင်အခုက neurodiverse ဆိုတဲ့ဟာ very အဲ့အသုံးနှုန်းက very diverse အသုံးနှုန်းက very popular ဖြစ်နေတယ်ပေါ့နော်အမားတို့လူတွေအားလုံးကတယောက်ကမတူကြဘူးအတွေးခေါ်တွေမတူဘူးအမြင်တွေမတူဘူးအကုန်လုံးကနည်းနည်းစီကွာကြတယ်ပေါ့နော်အဲ့ဒီကွာတဲ့ထဲမှာမှအဲ့လိုပေါ့ normal group ရှိတယ် atypical group ရှိတယ် typical group ရှိတယ်ပေါ့နော် typical group ဆိုလို့ရှိရင်တော့အဲ့လိုပေါ့ပေါ့သူများထက် normal majority of people ထက်မပိုနေဘူးပေါ့တဲ့မလားတချို့လူကြတော့ပို့ပြီးတော့
တချို့လူတွေကြတော့အရန်ကို atypical ဖြစ်နေတာပေါ့နော်အဲ့လိုမျိုးတွေဖြစ်တယ်အဲ့ဆိုအဲ့လို neurodivergent ဆိုတဲ့ group လေးအကုန်လုံးမှာရှိတယ်ပေါ့နော်ရှိရဆိုတော့အဲ့မှာအဲ့ neurodivergent မှာဘာတွေလဲဆိုတော့ဘာ condition လဲပေါ့နော်ဘာ condition လဲဆိုဟိုဒီမှာပြထားတယ် neurodiversity မှာဆိုအများကြီးပဲရှိရပေါ့နော် autism one of the most commonest thing popular thing autism ADHD anxiety OCD တမလား auditory processing order ဆိုအများကြီးပဲပေါ့နော်ဒီအားလုံးထဲမှာပေါ့ neurodiverse မှာ ADHD က one of the neurodiverse condition ပေါ့နော်ပြီးတော့ ADHD ဆိုတာဘာကိုပြောချင်တာလဲပေါ့ ADHD ဆိုတာကလူတစ်ယောက်မှာ hyperactivity တမလား hyperactivity ဖြစ်ရမယ် concentration attention problem ရှိရမယ်ပြီးတော့သူတို့ impulsivity ပေါ့နော် three symptom ပေါ့နော် they have to have that symptom the major symptom ဆိုတာအဲ့အရာမနေပေါ့နော်ဟိုဘယ်ခေါ်မလဲ group ပေါ့နော်အဲ့ inattention group hyperactivity group impulsivity group အဲ့ symptom တွေရှိရမယ် symptom တွေကလည်း more than 6 months ဖြစ်ရမယ်ပေါ့ဖြစ်နေလို့ရှိရင်အဲ့ဒီ hyperactivity တို့ inattention တို့ impulsivity တို့အဲ့ဆိုလို့ရှိရင်သူတို့ရဲ့ expected age ပေါ်မှာမူတည်ပြီးတော့ more normal limit outside ဖြစ်နေရမယ် example လိုက်ဆိုလို့ရှိရင် example အရပြောမယ်ဆိုလို့ရှိရင်တစ်နှစ်ကလေးရဲ့ hyperactivity ကတမလားဟိုပေါ့နော်10နှစ်ကလေးရဲ့ hyperactivity နဲ့ရှင်းကြည့်လို့ရှိရင်ဟိုတစ်နှစ်ဆိုလို့ရှိရင်သူကတစ်နှစ်ခွဲပေါ့နော်တစ်နှစ်ခွဲလို့ပြောတချို့ကလေးရတစ်နှစ်ဆိုလမ်းမလျှောက်ပြီးထားလိုက်ပါတော့တစ်နှစ်ခွဲလမ်းလျှောက်နေတဲ့အချိန်ဆိုသူကတောက်အရန်ကိုအဲ့မှာသူကပြောအဲ့အချိန်မှာသူက very curious လေ curious ဖြစ်တယ်ပြီးတော့ကြတော့လိုက်ပြီးတော့တမလားဟိုဟာဆိုလဲဆက်ပါခြင်းတရားဆိုဆက်ပါသူတို့ကတမလားအကုန်လုံးကသူတို့ရဲ့ဟာတွေကသူတို့ကexplore လုပ်နေသူက very active and excited ပေါ့နော်အဲ့လိုမျိုးဖြစ်နေတယ်သူတို့ကြည့်လိုက်လို့ရှင်သူက hyper active ဖြစ်နေတာသူတို့အဲ့ hyper activity ကိုပုံစံမျိုးအတိုင်းဒီ10နှစ်မှာဖြစ်တယ်ဆိုလို့ရှိရင်အဲ့ဒါ abnormal ဘာလို့10နှစ်ကလေးတွေကနည်းနည်းလေး calm down ဖြစ်လာပြီသူတို့ကဟိုထိုင်ပြီးစာသင်ခန်းထဲမှာထိုင်ပြီးတော့lesson တွေကိုနားထောင်တော့ရတယ်နားထောင်ရမယ်တမလားလိုက်ပြီးစာတွေပါမှတ်ရမယ်ဟာမျိုးပေါ့နော်အဲ့လို concentration attention တွေပါရှိရတော့မှာအဲ့လိုမျိုးဆိုတော့အဲ့ဒါကြောင့်မလို့ age ပုံမှာမူတည်ရပေါ့နော်အဲ့ကြောင့်မို့ expected age ဆိုတဲ့ဟာအရင်ရေးကြည့်ရပေါ့နော်ပြီးတော့ level of intellectual ပေါ့နော်သူတို့ရဲ့ learning ပုံမှာမူတည်ပြီးတော့လေမူတည်ရပေါ့နော်တချို့ကလေးဆို learning disability ဖြစ်နေတဲ့ကလေးဆိုလို့ရှိရင်သူတို့ကအသက်9နှစ်လောက်ရှိပြီမဲ့သူတို့ရဲ့အဲ့ဒီ learning ကတစ်နှစ်သားအရွယ်2နှစ်သားအရွယ်ဆိုသူတို့က they will behave like တစ်နှစ်သား2နှစ်သားအရွယ်ပေါ့နော်အဲ့လိုဟာမျိုးကိုတမသူတို့လိုတစ်နှစ်သား2နှစ်သားအရွယ်လိုပဲသူကပြေးလွှားဆော့ကစားနေရအောင်အဲ့ဒါကိုသူ hyperactive လို့လည်းပြောလို့မရဘူးပေါ့နော်အဲ့ဒါကြောင့်မလို့အဲ့ဒီတမလား age နဲ့သူတို့ level of intellectual development ကိုလည်းအရင်ရေးကြည့်အဲ့ဒါကိုလည်းကြည့်ဖို့ရေးကြည့်ရပေါ့နော်အဲ့ဒါအဲ့လိုဖြစ်နေလို့ရှိရင်အဲ့လို symptom တွေရှိနေလို့ရှိရင်အဲ့ဒီဟာကို ADHD လို့ခေါ်တယ်တဲ့နော် so prevalence ကဘယ်လောက်လဲဆိုလို့ရှိရင်အခုကနေ US မှာဆိုလို့ရှိရင်သူရဲ့ national သူတို့ USA ရဲ့ national survey အရဆို 11.4% လောက်ရှိရပေါ့နော်သူက age between 3 to 17 year ပေါ့နော်သူက11.4 ပေါ့နော်သူတို့အဲ့မှာယောက်ျားလေးတွေကပို့ပြီးတော့ diagnosis ပို့ဖြစ်တယ်ပေါ့နော် main ကလေးတွေထဲပေါ့နော်အမှန်တကယ်တော့ဒီဥစ္စာကလေလူတွေကပြောကြတာဘာလို့ယောက်ျားလေးတွေကသူတို့ရဲ့ presentation က different လေသူတို့ကများဖြန် hyperactive ဖြစ်တယ်ပြီးတော့ behavior problem နေနဲ့လာတဲ့အတွက်ကြောင့်သူတို့ကြတော့ပို့ပြီးတော့ပေါ့နော် diagnosis ဖြစ်နိုင်ခြေရှိရပေါ့နော်ဒါပေမဲ့ကြည့်လိုက်လို့ရှိရင်တော့ယောက်ျားလေးကပုံများနေအမြင်တိုင်းပေါ့နော်ဒါပေမဲ့တချို့လူရလည်းပြောတာအဲ့လိုမျိုးဖြစ်ရခြင်းရွယ်ချက်ကဘာဖြစ်လို့လဲဆိုယောက်ျားလေးတွေမဲ့ symptom က more obvious ဖြစ်တော့သူက diagnosis ရတယ်ပေါ့နော် main ကလေးကသူကနည်းနည်းပုံညင်နေပေါ့အဲကြောင့် diagnosis မရအောင်အဲဒါကြောင့်မို့လဲဖြစ်နိုင်တယ်လို့သူကပြောကြတယ်ပေါ့နော်
ဒါပေမဲ့အင်္ဂလန်မှာကြည့်လို့ရှိရင်2 to 5% ပဲရှိတယ်ပေါ့နော်သူရဲ့ data ကတော့2018ကနေ2000ကြားထဲမှာပဲဆိုတော့နည်းနည်းတော့နောက်ကျတယ်နည်းနည်းပေါ့နော်နည်းနည်းနောက်ကျတဲ့ဟာပေါ့အဲ့မှာ2 to 5% လောက်ပဲရှိတယ်အဲ့ဒါလည်းဘာဖြစ်လဲဆိုတော့အခုကအင်္ဂလန်ကပေါ့နော်ဟို and diagnosis ကိုတမနာလို့နေတိတ်ပြီးတော့မပေးလို့ဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်ပြောအင်္ဂလန်ကများဆရာဝန်တွေကဒီမှာရှိရဲ့လူတွေကို under diagnosis လုပ်နေရပေါ့နော်အဲ့လိုလည်းပြောတယ်တချို့လူတွေကြားလည်းအမေရိကသူတို့ရဲ့ diagnosis criteria သူတို့ diagnosis လုပ်ကြတယ်ပေါ့လေအဲ့လိုမျိုးလည်းပြောကြတယ်ပေါ့နော်အဲ့ဒါမျိုးဆိုတော့အများကြီးကတော့ဒီမှာအနေကတော့အနေပေါ့နော်အနေ2 to 5% လောက်ပဲအင်္ဂလန်မှာရှိရပေါ့နော်အဲ့ ADHD ကပါလဲဆိုလို့ ADHD ကပေါ့နော် genetically သူက link ဖြစ်နေတယ် highly heritable ပေါ့နော်အဲ့လိုပေါ့မိသားစုမှာရှိလို့ရှိရင်အဲ့ ADHD မသားသမီးမှာလည်းဖြစ်ဖို့ chance ရှိရပေါ့နော်ပြီးတော့ကြတော့သူက genetic component လည်းပါတယ်ပြီးတော့ကြ neurobiological ဟိုဟာကြီးလည်းပါတယ်ပေါ့နော်အဲ့ဒါတွေကြောင့် ADHD ကသူကမိသားစုတစ်ယောက်မှာရှိရင်နောက်တစ်ယောက်မှာဖြစ်ဖို့ chance ကလည်းများတယ်လို့ပြောတယ်ပြီးတော့ကြတော့ the study တစ်ခုကဆိုလို့ရှိရင်သူကပြောထားတာအဲ့ဒီ twins in the family မှာဆိုလို့ရှိရင်သူက70 to 80% လောက်တောင်ရှိရဆိုတော့ဖြစ်ဖို့ကများတယ်ပေါ့မိဘမှာဖြစ်တဲ့ဆိုသားသမီးမှာဖြစ်ဖို့ကများတယ်ပေါ့နော် sorry မ error ဖြစ်နေတယ် typing error လေး sorry RISK risk ဖြစ်ရပါအဲ့ ADHD ကဘယ်လိုမျိုးမှာဖြစ်လဲဆိုလို့ရှိရင် preterm နေမှာလေသူတို့ကြီးအဲ့ဒီ risk များတယ်ပေါ့နော်ကလေးတွေ preterm မွေးလာတဲ့လူတွေကသူတို့ ADHD ဖြစ်ဖို့ chance ကများတယ်ပြီးတော့じゃ look after children ပေါ့နော် look after children ဆိုတာဒီအင်္ဂလန်မှာဆိုလို့ရှိရင်သူတို့ကကလေးတွေကငယ်ငယ်လေးတွေကဟို abusive family ပေါ့နော်အဲ့အားနဲ့သူတို့ကexpose ဖြစ်လာတော့သူတို့ရဲ့ဒီ brain development တွေက abnormal ဖြစ်တဲ့အတွက်အကြောင်းသူကနောက်ဆုံးကြတော့ look after children ဆိုတာဒီအစိုးရကဒီအင်္ဂလန်မှာဆိုလို့ရှိရင် abusive မိဘတွေ abuse ဖြစ်တယ်ဆိုလို့ရှိရင် social service တွေက they try to help them out ပေါ့နော် family ကို support လုပ်တယ်တမနာကလေးကို support လုပ်တယ်တမနာအများကြီးလုပ်ပြီးတော့မှနောက်ဆုံးအမေဖေရလည်းဟိုcooperative မဖြစ်ဘူးတမနာကလေးတွေကို neglect လုပ်တယ် physical abuse လုပ်တယ်လုပ်တယ် abuse တွေအမျိုးစုံလုပ်ပြီးတော့မှဘလို့မှမဖြစ်တော့ဘူးအမေတွေကဘလို့မှပြုပြင်ပြောင်းလဲလို့မရဘူးဆိုတဲ့အချိန်ကြလို့ရှိရင်အစိုးရကပေါ့နော်အုပ်ထိန်းခွင့်အောက်ထဲရောက်သွားတာပေါ့အဲ့ဒါကို look after children လို့ခေါ်တယ်ဒီမှာတော့အဲ့ဒီဟာတွေကဆိုလို့ရှိရင်တချို့လူတွေကကြတော့တချို့ကလေးကြတော့အမေဖေနဲ့ပဲဆက်နေရတယ်ဒါပေမဲ့ social service ကတစ်ချိန်လုံးသူတို့မျက်စိတောက်ထောက်ကြည့်နေတာပေါ့နော်ကြည့်ပြီးတော့ဘာမလုပ်ဘူးပါလုပ်တယ်ပါအဲ့လိုမျိုးတွေကြည့်ပြီးတော့အနေ parental responsibility ကတော့အစိုးရလက်အောက်ထဲမှာဖြစ်သွားတာပေါ့အဲ့လိုဟာမျိုးတွေအဲ့လိုကလေးတွေမျိုးပေါ့နော်အဲ့လိုကလေးတွေမှာသူကအနေ risk များတယ်ပေါ့နော် the ADHD ဖြစ်တဲ့ risk များတယ်ပေါ့ပြီးတော့ကြတော့ the children with epilepsy မှာလည်းအဲ့ဒီ ADHD ဖြစ်ဖို့ chance များတယ်ပြီးတော့ကြတော့ကလေးတွေပုံငယ်တော့ပေါ့သူတို့အနေ road traffic accident တော့ any brain injury ဖြစ်ပြီးလို့ရှိရင်သူတို့ကလည်း ADHD နဲ့ present လုပ်တယ်ပေါ့နော်ပြီးတော့ကြတော့အနေပေါ့နော် drugs တွေပါ misuse လုပ်တဲ့ကလေးတွေပဲဖြစ်အမေအဖေတွေကuse လုပ်ပြီးတော့မွေးလာတဲ့ကလေးတွေကဖြစ်အဲ့လိုကလေးတွေမှာဆိုလို့ရှိရင်လည်းအဲ့ဒါတွေက risk ကနည်းနည်းများတယ်လို့သူကပြောထားတယ်ပေါ့နော်my slide စီကလေနည်းနည်းလေးဟို crowded ဖြစ်နေတယ်လေအမကဘာလို့လဲဆိုတော့အမဒီဥစ္စာကပေးလိုက်လို့ရှိရင်ပြန်ပြီးတော့ဖတ်လို့ရအောင်အဲ့ဒီရွယ်ချက်နဲ့အမနည်းနည်းလေး I put everything on the slide ပေါ့နော် so နောက်တစ်ခုကso ဒီကခုနဟာလေးကိုဒီဟိုဟာလေးနဲ့ diagram လေးနဲ့ပြန်ပြောထားတာပေါ့နော်အဲ့ဒါလေးကတော့ပြီးတော့ကြတော့ ADHD မှာဘယ်နှ type ရှိလဲဆိုအများဖြင့်3 type လို့သူတို့ကပြောထားကြတယ်ပေါ့နော်ပြီးတော့ကြ1 type first type ကကြတော့သူက hyperactive ဖြစ်တဲ့ impulsive ဖြစ်တယ်ပေါ့နော်အဲ့လိုကလေးရဆိုသူတို့ကြည့်လိုက်ငြင်းတယ်ဟိုနေလှုပ်ရှားနေတယ်ပြီးတော့ကြသူတို့က impulsivity ဖြစ်တဲ့အတွက်ကြောင့်သူတို့ကြည့်လိုက် behavior problem နဲ့ဖြစ်တာများတယ်ပေါ့နော်အဲ့လိုမျိုးသူက impulsive ဖြစ်တယ်ဆိုတော့စကားပြောအရမ်းမြန်နေ
သူတို့ကြည့်လိုက်လို့ရှိရင်ပြရောက်ခတ်နေတာပေါ့နော်အဲ့လိုဟာမျိုးတွေဖြစ်တယ်ပြီးတော့ကျတော့သူတို့က trouble with them သူတို့ကငြိမ်လေးမစော့တတ်ဘူးဒီမှာပြီးတော့ကျတော့စိတ်မရှိဘူးကလေးတွေကသူတို့မစောင့်နိုင်တယ်ဗလားအဲ့လိုမျိုးဆိုတော့အဲ့လိုမျိုးပြောငြိမ်လေးမထိုင်နိုင်ဘူးအဲ့ဒါမျိုးဖြစ်တယ်နောက်တစ်ခုကကျတော့ inattentive ADHD inattentive ဆိုတာသူတို့ကODD လို့လည်းခေါ်တယ် ADD လို့လည်းခေါ်တယ်သူတို့ကကြတော့ဘာဖြစ် ADD လို့လည်းခေါ်တယ်ပြီးဆိုတော့သူတို့က attention concentration problem ပေါ့နော်သူတို့က hyperactive မဖြစ်ဘူးသူတို့ကဒီထိုင်နေရင်းနဲ့ concentrate မလုပ်နိုင်သူတို့ရဲ့ brain ထဲမှာပြေးနေလို့လေအမကတော့ပြေးလို့မြင်ပြောတယ် brain ကပြေးနေတော့သူတို့လမ်းမလုံနိုင်ပေါ့နော်သူတို့ကကြတော့လမ်းသူတို့စာအများဖြစ်ဘာဖြစ်လဲဆိုတော့သူတို့ကအနေနဲ့ learning problem နေနဲ့လာတယ်ပေါ့စာမလိုက်နိုင်ပေါ့နော်အတန်းထဲမှာဆိုနောက်ဆုံးဖြစ်တဲ့ဆိုတဲ့ဟာမျိုးတွေပေါ့နော်အောက်ဆုံးဖြစ်တဲ့ဆိုတဲ့ဟာမျိုးအဲ့ဒါတွေနဲ့လာတယ်ပြီးတော့ကြာရင်သူတို့ကအကြောင်းမှာဆိုလို့ရှိရင်သူတို့ကမပြီးစာတွေမပြီးဘာလို့ဆိုတော့သူတို့ကဆရာမပြောတဲ့ဟာကိုမလိုက်နိုင်တော့သူကစာတွေမမီတော့ကြံခဲ့တဲ့ဟာတွေပေါ့အဲ့လိုမျိုးတွေအဲ့ဒါမျိုးတွေအပြဿနာတွေနဲ့သူတို့ကလာတယ်ပြီးတော့ကြတော့တချို့ဟိုဟာတွေဆိုရှင်သူတို့ကမပြီးတော့သူတို့ deadline တွေပါသူတို့မမိနိုင်ပေါ့နော်အဲ့လိုဟာမျိုးတွေနဲ့လာတယ်တဲ့ဒါပေမဲ့အမရဲ့ department မှာဆိုတော့အမကြည့်နေတဲ့ area ဆိုလို့ရှိရင်သူတို့ကBarking and Dagenham ဆိုတဲ့ area one of the low socio-economic area in the London ပေါ့နော်တော်တော်ကြီးကို poor ဖြစ်တဲ့ area မှာရှိတဲ့လူတွေကပြီးတော့ကြတော့ပညာမတတ်တဲ့လူတွေများတယ်ပြီးတော့ကြတော့အစိုးရကပေးထားတဲ့ benefit တွေထိုင်စားတဲ့လူများတဲ့ area ပေါ့နော်အဲ့လိုဟာမျိုးတွေမှာဆိုလို့ရှိရင်တော့အများအပြားကတော့သူကဒီ ADHD ပေါ့နော် hyperactivity impulsive hyperactive impulsive ပေါ့နော်အကုန်လုံးပါတဲ့ဟာမျိုးပေါ့နော်အကုန်လုံး combine type နဲ့လာတာများတယ်အဲ့လိုမျိုးဆိုတော့အမရဲ့ patient တော်တော်များတော့ combine ADHD ပဲများတယ်ပေါ့နော်ဆိုတော့အဲ့ ADHD ရဲ့ brain တွေကဘာတွေဖြစ်နေရလဲပေါ့နော်ဆိုတော့အခုချိန်ထိတော့ exactly သိလားဆိုတော့လေexactly တော့မသိဘူးပေါ့နော်အကုန်လုံးက maybe ပဲပြောကြတယ်သူ့မှာကျတော့အဓိက ADHD brain မှာဆိုလို့ရှိရင်သူတို့ကအခုstudy လုပ်တာတော့သူတို့က3 area မှာသူက affect ဖြစ်တယ်ပေါ့နော် structure မှာဆိုလို့ရှိရင် affect ဖြစ်တယ်ပေါ့နော်ဘာဆိုတော့ADHD လို့ diagnose လုပ်ထားတဲ့လူတွေကိုသူတို့ကMRI ပဲရိုက်ကြည့်လိုက်လို့ရှိရင် head scanning brain scanning ပဲရိုက်ကြည့်လိုက်လို့ရှိရင်သူတို့ရဲ့ brain volume ကသေးနေတာကိုတွေ့ရတယ်ပေါ့နော်ဘယ်လို area မှာလဲဆိုတော့အများကြီး frontal cortex area ပြီးတော့ကြတော့frontal lobe basal ganglia corpus callosum အဲ့လို area တွေမှာသူတို့ရဲ့ဟာသေးနေ brain volume ကသေးနေတာကိုတွေ့ရတယ်တဲ့ပြီးတော့သူတို့ကဘာပြောလဲဆိုတော့အဲ့ဒီ area တွေက maybe slower pace of growth ပေါ့နော် mature ဖြစ်တာလဲသူတို့ that area မှာ mature ဖြစ်တာလဲနှီးနေတာကိုသူတို့ကတွေ့ရတယ်ပေါ့နော်အဲ့ဒါလေးသူတို့ကတွေ့ရတယ်အဲ့ဒါ brain ကိုနေဖြစ်လို့ရှိရင်တော့သူကတွေ့ရတယ်ဆိုတဲ့အကြောင်းပြောတယ်နောက်တစ်ခုကကြတော့ brain ရဲ့ activity ရဲ့ connectivity မှာလဲ abnormal ဖြစ်နေတာတွေ့ရတယ်သူတို့ကပေါ့နော်အဲ့ဒီ functional MRI ရိုက်လို့ရှိရင်ပေါ့နော်သူတို့ကဒီလို patient တွေမှာဆိုလို့သူတို့ဟာတွေကသူတို့အရန် suicide အာရုံလုပ်ရမယ်ဟာနဲ့လုပ်ရင်းနဲ့အဲ့ဒီ brain scan တွေရိုက်လို့ရှိရင်အဲ့မှာ abnormal activity in the frontal lobe area နဲ့ပေါ့နော်အဲ့လို basal ganglia area တွေမှာဆိုလို့ရှိရင်သူတို့ကabnormal connection နဲ့ abnormal activity တွေကိုသူကတွေ့ရတယ်လို့သူကအဲ့ဒါပြောတယ်နောက်တစ်ခုကကြတော့လေသူတို့ imbalance ပေါ့နော် imbalance in the transmission of the dopamine ပေါ့ dopamine transmission in the brain may be associated with the symptom of ADHD ပေါ့နော်သူက maybe လို့ပဲပြောထားတယ်အခုချိန်ထိပေါ့နော်အဲ့ဒီ dopamine transmission and ပေါ့နော် in the brain ကADHD symptom တွေ contribute ဖြစ်နေတယ်လို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီ dopamine တွေကဆိုလို့ရှိရင်ပေါ့နော်ဒီ intention တို့ impulsivity တို့ area တွေမှာဆို dopamine က
action လိုတယ်ပေါ့နော်ပြီးတော့ noradrenaline ကိုလည်းသူတို့ကဆိုင်နေပေါ့ noradrenaline ကလည်းနည်းနေတယ်ပေါ့နော်သူရဲ့ transmission ကိုdisrupt ဖြစ်နေတယ်လို့သူတို့ကထင်တယ်ပေါ့အဲ့ဒါကြောင့်မလို့သူတို့ကအဲ့ဒီသူတို့ထင်တယ်ဆိုတာသူတို့ research တွေပါလုပ်ထားပြီးတော့ဆေးတွေပါတိုက်တာ response တွေပါအပေါ်မှာကြည့်ပြီးတော့သူတို့အဲ့ဒါတွေပြောထားတာပေါ့နော်အဲ့ဒါကြောင့်မလို့ဒီ brain ADHD brain မှာဆိုရှင်သူတို့ရှိမှဒီ3 abnormal ရှိရလို့သူတို့မြင်ကြတယ်ပေါ့ဒါပေမဲ့အဲ့လိုဖြစ်လို့ ADHD children 9ကိုမတို့ scan ရိုက်လားဆိုမရိုက်ပါဘူးအဲ့ဒါမတို့အနေဘာ scan မရိုက်ပါဘူးမတို့ဒီတိုင်းပဲပေါ့နော် observation and finding တခြားဟာတွေနဲ့ assessment လုပ်တဲ့အထက်မှာဒီ investigation တွေမတို့မလုပ်ပါဘူးပြီးတော့မှဆက်ပြောမယ်အကြောင်းလေးပေါ့နော်ပြီးတော့ကြတော့ဒီ ADHD ကဘာနဲ့ associated ဖြစ်လဲဆို comorbidity ပေါ့နော် autism နဲ့ကတော့အများအပြားတော့associated ဖြစ်တယ်ပေါ့နော်ဆိုတော့သူကတော့ 59% လို့ပြောထားတယ်အမားတို့ area မှာဆိုလို့ရှိရင်တော့ I would say it's like 80% လောက်ကတော့အများအပြား autism တွေက ADHD နဲ့ associated ဖြစ်တယ်ပြီးတော့ learning disorder တွေနဲ့လည်း associated ဖြစ်တယ်သူတို့ရဲ့ range ကဆိုရင်ဒီမှာဆိုလို့ရှိရင်10 to 92ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီ paper မှာဘာဖြစ်လို့ဆိုတော့သူကဒီ range ကဘာလို့ကျရလဲဆိုတော့တဲ့အဲ့ learning disorder မှာ learning disorder ရအများကြီးပဲတဲ့မလားတချို့လူတွေဆိုရှင်comme ဟို math တင်ချတက်ဖို့အတွက်ကိုသူက learning problem ဖြစ်တာတချို့လူတွေကြတော့စာလုံးပေါင်းတာdisorder ဖြစ်တာတချို့လူတွေကြ memory ဖြစ်တာတချို့လူတွေကြ processing ကိုဖြစ်တာဆိုတော့အများကြီးပဲအဲ့လို learning ထဲမှာအများကြီးခွဲလိုက်လို့ရှိရင်အများကြီးဖြစ်တဲ့အတွက်ကြောင့်သူတို့ကအဲ့လို range ကကျယ်သွားတယ်ဆိုတာဒီ study ကတယောက်ကလောက်တာကြီးမတူတော့သူတို့ကအဲ့လို range ကိုထည့်ချလိုက်တာအဲကြောင့်မို့ဒီ range ကိုကြည့်လိုက်လို့ရှိရင်အများဖြင့်ကြည့်နေလို့ရှိရင်10 to 92% ဆို is very wide range လေဘာကြောင့်လဲဆိုတော့ learning disorder မှာအမျိုးမျိုးရှိလို့တမပြီးတော့ကြတော့လူတွေကတယောက်နဲ့တယောက် criteria for ဘာကြောင့်ဘယ်လိုလဲဆိုတော့အဲ့လို disorder တွေကိုထည့်ထားတဲ့အချိန်မှာအဲ့ဒါတွေကြောင့်กว่าလို့ပေါ့ learning အဲ့ဒီဟိုအရန်ကျယ်နေတာပေါ့နော်ပြီးတော့ကြတော့ ADHD မှာ tic တွေနဲ့disorder နဲ့ associated ဖြစ်တယ်တမအများဆိုအဓိကဆို Tourette syndrome ဆိုလို့ရှိရင် Tourette syndrome နဲ့ဆိုကြည့်လိုက်လို့ရှိရင်သူက tic ပေါ့နော်သူကဟို complex tic ပေါ့နော် complex tics with the ADHD မှာဖြစ်တဲ့ Tourette syndrome နေဆိုရင် complex tic သူတို့ရှိမှာ risk ကများတယ်ပေါ့နော်ပြီးတော့ depressive disorder bipolar disorder anxiety ဖြစ်တယ်ပြီးတော့ conduct disorder oppositional defiance disorder တို့နဲ့တို့ရဲ့ association ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးလေးရှိတယ်တဲ့ပြီးတော့အခုမပြောတဲ့ဟာခုနက ADHD symptoms ဆို attention ဆိုအဓိကကတော့သူတို့ concentration မလုပ်နိုင်ဘူး attention မလုပ်နိုင်ဘူးအားကြောင့်မလို့သူတို့ရဒီ follow through task ကိုမလုပ်နိုင်ဘူးပြီးတော့ organization skill တွေက very bad ပြီးတော့သူတို့က easily distracted ပေါ့နော်နောက်တစ်ခုကကျတော့ hyperactivity သူတို့ကကြည့်လိုက်ရှင်အမြဲကြည့်လိုက်ရှင်ဒီကလေးတွေကလှုပ်ရွနေတာပဲလို့ပေါ့နော်အနေ clinic လာမယ်ဆိုလို့ရှိရင်သူတို့ကြည့်လိုက်လို့ရှိရင်သူတို့ထိုင်ခိုင်းထားလို့ရှိရင် ADHD ရှိတဲ့ကလေးနဲ့မရှိတဲ့ကလေးနဲ့ဆိုလို့ရှိရင်တော်တော်ကြီးကို hyperactive type ပေါ့နော်ကြည့်လိုက်ရှင်တိတိကျကျသူတို့ကလုံးဝအငြိမ်မနေနိုင်တာထိုင်ခိုင်းထားရင်တော့တက်မလားသူတို့ဖင်းနေလှုပ်လိုက်ကိုရီးလှုပ်လိုက်တက်မလားဟိုလက်တွေလှုပ်လိုက်တက်မလားခါကောလိုက်လက်ဆန်လိုက်အမျိုးစုံလုပ်နေတာ9မိနစ်အတွင်းမှာကိုမျက်စိရှင်းမှာပြောကြလဲကိုဘေးနားမှာရှိတဲ့ဟာတွေသူစပွဲကုန်းမှာရှိတဲ့ဟာတွေအကုန်လုံး live ထိနေကိုင်းနေတွေ့နေအဲ့လိုမျိုးတွေရှိရပေါ့နော်အဲ့ဒါမျိုးပြီးတော့ကြတော့သူတို့ကအရန်စကားအရန်ပြောတာပေါ့နော်အရန်ပြောတယ်ပြီးတော့သူများတွေကိုသူတို့ impulsivity ကများတဲ့အတွက်ကြောင့်သူများတွေကိုသူ interrupt လုပ်တယ်တမလားသူမစောင့်နိုင်ဘူးတမလားကိုယ့်အလှည့်ကိုမစောင့်နိုင်ဘူးသူတမလားသူများတွေပြောနေဝင်ပြောလိုက်ရမှာအဲ့လိုမျိုးပေါ့ဘာလို့သူ့ရဲ့ဟို urge ကိုသူက control မလုပ်နိုင်ပေါ့နော်အဲ့လိုမျိုးဟောဖြစ်တယ်ပြီးတော့သူက difficult to wait their turn ပြီးတော့တော့သူတို့က because သူတို့ impulsivity အရင်များသူကလှုပ်ချင်တာပဲသိတယ်ဆိုတော့တစ်ခါကြာလို့ရှိရင်သူတို့ decision တွေကမှားတယ်ပေါ့ဘာလို့လှုပ်ချလိုက်လို့လေ decision တွေမှားတယ်ပြီးတော့ကလေးတွေမှာဆိုလို့ရှိရင်သူကဒေါသဖြစ်တယ်
စိတ်တူတယ်ကလေးကစိတ်တူလို့ရှိရင်တချို့ကလေးဆိုအဲ့လို ADHD ကလေးဆိုရှင်စိတ်တူတယ်ဆိုတော့လက်တွေခြေအောက်တွေပါတယ်အဲ့လိုမျိုးအနေပေါ့နော် physically aggressive ဖြစ်တာပေါ့အဲ့လိုဟာမျိုးတွေနဲ့ associated ဖြစ်တယ်ပေါ့နော် so ဒီဥစ္စာလည်း another symptom လေးပဲပေါ့နော်အဲ့ဒါလေးကနောက်တစ်မျိုးပြောပြထားတာပေါ့နော်ပြောကြတော့ဒီ ADHD symptom ကပေါ့နော်ဒီ developmental stage မှာပဲသူတို့ရဲ့ symptom လေးကနည်းနည်းလေးကွဲဝတတ်တယ်အများအပြားကြတော့အဲ့လိုပေါ့နော် primary school age team ဆိုလို့ရှိရင်သူတို့ကဘာနဲ့ present လုပ်တာများလဲဆိုလို့ရှိရင် hyperactivity လို့ behavior problem နဲ့ဘာနဲ့အဲ့ဒီ problem တွေနဲ့ associated ဖြစ်တယ်ပြီးတော့ concentration attention မလုပ်နိုင်တဲ့အကြောင်းသူတို့စာမလိုက်နိုင်ပေါ့နော်အဲ့လိုဟာမျိုးဖြစ်တယ်ပြီးတော့ teenagers ဖြစ်သွားတဲ့အချိန်ကျတော့သူတို့ကတိတ်ပြီးတော့ hyperactivity ကိုသူကတိတ်ပြီးတော့မပြကြတော့ဘူးပေါ့နော်သူတို့လှုပ်ရွနေရပဲတခုအဲ့မှာထိုင်ပြီးတော့တက်မလားခြေအောက်တွေလှုပ်နေလက်တွေလှုပ်နေလို့သိလောက်ပဲဒါပေမဲ့ခုံမောကထွက်ပြီးတော့ဟိုခုံမောကထပြီးတော့ဟိုသွားလိုက်ဒီသွားလိုက်တိတ်မလှုပ်တော့ဘူးပါဆိုအဲ့အချိန်သူတို့ကအသိဉာဏ်ပြန်ထိန်းလိုက်တာသူတို့တက်မလားငါဒီနေ့စားတယ်စာသင်ခန်းထဲမှာစာသင်နေတဲ့အချိန်မှာဆိုငါထိုင်နေရမယ်ဆိုတဲ့ဟာပဲဒါပေမဲ့သူတို့ကပါကြည့်လိုက်ရှင်သူတို့ကြည့်လိုက်လို့ရှင်6တွေလက်တွေတစ်ခုခုတော့လုံနေတာပဲလေတဲ့မလားအဲ့လိုမျိုးလှုပ်လို့ရှာလေး fidgety ပေါ့ instead of hyperactivity fidget ဖြစ်နေရပေါ့နော်အဲ့လိုဟာမျိုးလေးရှိတယ်ပြီးတော့ကြတော့ဒီအသက်ကြီးလာတဲ့အချိန်ကျတော့သူကဘာတွေနဲ့ present လုပ်လိုက်ဆိုတော့သူကအဲ့ difficult to organize ဖြစ်လာတယ်ပြီးတော့ time management တွေသူကမသိဘူးအဲ့လိုဟာမျိုးတွေနဲ့သူတို့က present လုပ်လာကြတယ်ပေါ့နော်အသက်ကြီးလာတဲ့အချိန်ကျတော့ပေါ့နော်ပြီးတော့ကြတော့ဒီ severity of the ADHD ဆိုလို့ရှိရင်သူတို့ကဒီ environment ပေါ်မှာမူတည်ပြီးတော့တစ်ခါကြရင်သူကပြောင်းနိုင်တယ်ပေါ့နော်တချို့ကလေးဆိုရှင်အိမ်မှာအရန်ကိုကဲကြတာလေဒါပေမဲ့အကြောင်းရောက်တော့အကြောင်းကသူကဟို structure environment လေတင်မလားဆရာမရှိရဲ့ဟိုငြိမ်လေးပဲနေရမယ်ဆိုတဲ့ဟာပေါ့အဲ့လိုမျိုးဆိုတဲ့အတွက်ကြောင့်သူတို့ရတချို့ကလေးတွေကြတော့သူတို့ပေါ့နော်တခြားနည်းနဲ့သူတို့ manage လုပ်ကြတာပေါ့နော်ငြိမ်လေးထိုင်နေနိုင်အောင်စူးစမ်းကြတယ်ပေါ့နော်သူတို့လက်တွေခြေောက်တွေမတိမသားလေးလှုပ်ချင်လှုပ်နေမယ်ဒါပေမဲ့သူတို့အဲ့လိုမျိုးလေး control လုပ်ထားတာ control လုပ်ကြတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့သူတို့ရဲ့ symptom တွေကဆိုလို့ရှိရင်ဒီ environment တစ်ခုပေါ်နဲ့တစ်ခုပေါ်မှာမူတည်ပြီးတော့ခွဲပြားနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကို assessment လုပ်လို့ရှိရင်ကိုတနေရာထဲမှာလုပ်တဲ့ assessment နဲ့ဟိုအဲ့ဒါကို depend လုပ်လို့မရဘူးပေါ့သိရမလားပြီးတော့ဒီသူတို့ရဲ့ concentration attention hyperactivity problem ကဒီအိမ်မှာလည်းရှိရမယ်ကျောင်းမှာလည်းရှိရမယ်ဆိုတဲ့ဟာမျိုးလေးတွေပေါ့အဲ့လိုဟာမျိုးလေးတွေကိုသိမလား noticeable ဖြစ်လောက်တဲ့အချိန်မျိုးရှိရဆိုမှအဲ့လို environment more than two side of environment မှာအဲ့လိုမျိုး similar pattern တွေရှိရဆိုမှဒီလူကhyperactivity လို့ပြောလို့ရတယ်ပေါ့နော်တချို့ကလေးကြောက်တဲ့အိမ်မှာသူတို့ကကဲလို့ရတယ်ဆိုတော့ကဲတော့ပြေးလွှားနေကြတာရှိရလေဒါပေမဲ့ကျောင်းမှာငင်းလေးပဲထိုင်နေရစာလေးတေချာလုပ်တယ်စာကိုလည်း like နိုင်တယ်ဆိုလို့ရှိရင်ဒီဥစ္စာကဒီကလေးက ADHD မဟုတ်ဘူးပေါ့နော်အဲ့ဒါလေးတစ်ချက်အနေအဲ့ဒါကြောင့်မလို့ဒီ environment ပေါ်မှာလည်းမူတည်ရပေါ့နောက်တစ်ခုကကြတော့ဒီ diagnosis လုပ်မယ်ဆိုရင်ဘာတွေလုပ်ရမလဲပေါ့နော်ဘာလုပ်မလဲဆိုလို့ရှိရင်ဒီ patient တယောက်ကို ADHD နဲ့ဒီမှာဆိုလို့ရှိရင်တော့အင်္ဂလန်မှာဆိုလို့ရှိရင်အများဖြင့် referral တွေကအများဖြင့်ဘေးရလာလဲဆိုတော့ကျောင်းကလာတယ်။ဘာဆိုကျောင်းမှာဆရာမတွေကသူတို့က notice ဖြစ်တယ်ပေါ့နော်ဒီကလေးကADHD ရှိရတဲ့နဲ့ဘာဖြစ်လို့ဆိုတော့သူကအငြိမ်မနေဘူးစားလဲမလိုက်နိုင်ပေါ့နော်စားရအမြဲနောက်ကြတယ်ပြီးလို့ရှိရင်နောက်တစ်ခုကတစ်ခါတည်းဘာဖြစ်လဲဆိုရှင်ခဏဝုန်းဆိုတာနဲ့ရန်ဖြစ်တယ်ပေါ့နော်တဲ့မလားရန်ဖြစ်ပြီးတော့စိတ်လက်ပါတယ်ပေါ့အဲ့လိုဟာမျိုးတွေ naughty child ပေါ့နော် behavior problem တွေနဲ့ present လုပ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့သူတို့ဒီကလေးမများ ADHD ရှိလားမသိဘူး ADHD ရှိရထင်နေဆိုတော့သူက refer လုပ်ကြတယ်ပေါ့နော်အဲ့လို refer လုပ်လို့ရှိရင်သူကဒီမာတို့ department မှာဆိုလို့ရှိရင်သူကဒီလိုreferral form ရှိရ referral form မှာသူကဘာကြောင်းလဲဆိုတဲ့ဟာဖြည့်ရတယ်ဖြည့်ရပြီးတော့သူကနောက်မာတို့ရှိတဲ့ department သူတို့လှမ်းပို့ထားတယ်သူတို့ရှိမှရှိတယ်ပေါ့နော်အဲ့ဒီ referral form ထဲမှာအဲ့လိုscreening questionnaire ကိုသူကဖြည့်ရတယ်screening questionnaire ဖြည့်ရတယ်ဘာဆိုတော့မာတို့က
အကုန်လုံးကိုလက်မခံတမလားတမလားဒီကလေးက ADHD ဖြစ်နေဆိုတော့ကိုကအဲ့ဒါကိုလက်မခံလေတမလားဘာကြောင့်လဲဆိုတဲ့ဟာကြီးသူတို့ကအဲ့ question တွေအကုန်လုံးဖြေလိုက်တော့မှအဲ့ question တွေကိုကြည့်လိုက်တော့မှဒီသူရဲ့အဲ့ဒီ symptom တွေကဟုတ်တယ်ထင်တယ်ဆိုတဲ့ဟာမျိုးတွေပေါ့နော်အဲ့ဒါမျိုးမှအမှားတို့ကဒီ accept လုပ်တယ်ပေါ့ accept လုပ်ပြီးတော့မှအမှားတို့တွေဒီ triage မှာ accept လုပ် triage လုပ်တဲ့ဆရာဝန်ကကြည့်ပြီးတော့မှဟုတ်ပြီဆိုရင်ငါတို့ဒီကလေးကိုကြည့်မယ်ပေါ့သူရဲ့ symptom တွေကတော့ ADHD ဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မို့ဆိုငါတို့သူတို့တွေကိုဒီအနေ clinic မှာကြည့်ရ clinic မှာကြည့်ရဆိုတော့ as we know ပေါ့နော် all the pediatrician everybody ပေါ့နော် pediatrician တွေရော all the doctor တဲ့မှာ history taking ကိုအဓိကစာယူတာပေါ့နော်အဲ့ history ကဘာယူရမလဲဆိုတော့တည့်အတိုင်းပဲ birth history ကနေပေါ့စာယူရမယ် pregnancy history ကဘယ်လိုလဲ birth history ကဘယ်လိုလဲပြီးလို့ရှိရင်သူရဲ့ developmentally ကဘယ်လိုလဲပေါ့ normal လားဒါမှ abnormal ဖြစ်နေလားပေါ့နော်အဲ့ဒါယူရတယ်ပြီးတော့ကြတော့အဲ့အချိန်မှာပြီးတော့ကြတော့ဒီသူရဲ့ social history ကိုလည်းယူရတယ်သူရဲ့ family background ကဘယ်လိုရှိလဲအမေနဲ့အဖေကဒီမှာ domestic violence ရှိလားဒါမှမဟုတ်လို့ရှိရင်အမေနဲ့အဖေက drug user လားအဲ့လိုမျိုးတွေပေါ့နော်အဲ့ဒါတွေကိုအမေနဲ့အဖေကချို့အမေအဖေဒီကအမေအဖေကတော့သူက very honest ဖြစ်တာများပါတယ်သူတို့အရင်တော့အနေသူတို့drug user ဆိုလဲ use ဖြစ်တဲ့အကြောင်းပြောကြတယ်ပေါ့နော်အဲ့လိုမျိုးတွေအဲ့ဒါတွေဟိုဖြစ်တယ်ကဲဟောမဖြစ်လို့ရှိရင်လည်းသူတို့ရဲ့ record တွေထဲမှာရေးထားတယ်ပေါ့ဒီအမေကduring the pregnancy မှာဖြစ်ဖြစ်ဒီအမေကအရင်တော့ drug သုံးပြီးရဆိုတဲ့ဟာလေးတွေ record တွေထဲမှာရှိရပေါ့နော်အဲ့လိုဟာမျိုးတွေတစ်ချက်ကြည့်ရတယ်ပြီးတော့ရှိရင်သူတို့ရဲ့အိမ်ချီနေရဘယ်လိုလဲပေါ့နော်ဆိုတော့အဲ့ဒါမေးရတယ်မေးရပြီးတော့ဒီကအနေနဲ့ရဆိုလို့ရှိရင်သူတို့ကtwo parents family လား single parents family လားအဲ့ဒါတွေလည်းမေးရတယ်ကဲ single parents ဆိုလို့ရှိရင်သူတို့က domestic violence တွေရှိလားပေါ့နော်သူများရဲ့တစ်ဖက်ကပြောလို့ရှိရင်တော့နည်းနည်းလေးသူများရဲ့အတွင်းရေးကိုသွားရတယ်ပေါ့နော်အဲ့ဒါတွေသွားဖို့အရေးကြီးရပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေသွားတယ်ပေါ့နော်ဒါပေမဲ့ဒီကလူတော်များများလည်းသူတို့ရဲ့အတွင်းရေးကိုသူတို့ပြောပြကြပါတယ်တော်တော်များများပေါ့တချို့လူတွေကတော့နည်းနည်းလေးကွယ်ဝှက်ထားတာရှိတယ်ကွယ်ဝှက်ထားတာကိုကွယ်ဝှက်သွားပြီးတော့မှပြန်ပေါ်လာလို့ရှိရင်နောက်ချိန်ကြအဲ့လို record ထဲမှာဝင်သွားပြီးရင်သူတို့တက်တလာဖြစ်နိုင်တယ်ပေါ့နော်အဲ့အမျိုးလေးလည်းရှိရဆိုတော့အများစုကအဲ့ဒါကြောင့်ထင်တယ်အများစုကတော့ဟိုမှန်ကန်ပြောကြတာများတယ်ပေါ့နော်အဲ့လိုမျိုးပြီးတော့ကြလည်းအဲ့လိုပေါ့ advanced childhood effects ဆိုတာ any history of domestic violence ရှိလားပြီးတော့ကြ physical abuse ဆိုတာအဲ့လိုပေါ့နော်ဒီကလေးတွေကအမေတခါအများစုကတော့အဖေတမလားရိုက်နှက်ပြီးတော့အဲ့လိုရိုက်နှက်လို့အဖေနဲ့ပေးမတွေ့ရတဲ့ကလေးတွေလည်းရှိရလေအဲ့လိုဟာမျိုးတွေရှိလားပြီးတော့ရှင်းလို့ရှိရင်သူတို့အရင်တော့ဆိုရှင်အဲ့လို social service တွေရဲ့ record ထဲမှာဆိုလို့ရှိရင်သူတို့ကဒီကလေးက abuse လုပ်ခံရတယ်ဆို abuse က physical abuse ရှိရ neglect ဆိုတာတဲ့မလားဒီကလေးတွေကိုအစားအသောက်ကိုတဲ့မလားမကျွေးတဲ့အစားအသောက်မကျွေးဘဲနဲ့ကလေးတွေကိုငတ်ပြတ်ထားတာတို့တဲ့မလားအဝတ်စားတွေဘာတွေဟိုမဖြစ်တာတို့ပြီးတော့ကြသူတို့စေကန်းနေပုံမှန် regular check up လုပ်ရမယ့်ဟာတွေမလုပ်တာတို့အဲ့လိုဟာမျိုးကြ neglect ဖြစ်သွားတာပေါ့ neglect ဖြစ်လာပေါ့ပြီးတော့ကြတော့ any history of sexual abuse ပေါ့နော်အဲ့ဒါတွေရှိလားပေါ့နော်အဲ့ဒါတွေကိုလည်းမေးဖို့အရေးကြီးတယ်ပေါ့နော်ပြီးတော့ရှိရင် psychiatric history ပေါ့ psychiatric စီမှာဆိုလို့ရှိရင်ဒီကလေးကအရင်တော့ဆိုလို့ရှိရင် mental health problem ရှိလားပြီးတော့ family ထဲမှာ mental health problem ရှိလားဆိုတဲ့ဟာတွေကိုမေးရတယ်ပြီးတော့ other risk factor အမကပြောထားတဲ့တမလားအမေက drug user တို့တဲ့မလားပြီးတော့နောက်တစ်ခုကကြတော့ environmental factor တွေပေါ့နော်ပြီးတော့ကြတော့ဒီ environment မှာ any chemical နဲ့ expose ဖြစ်တာတွေပဲရှိလားပေါ့အဲ့လိုဟာမျိုးတွေကိုလည်းမေးကြည့်ရတယ်ပေါ့နော်ပြီးတော့ကြတော့ history taking မှာဒီခုနက comorbidity နဲ့ADHD associated ဖြစ်တဲ့အတွက်ကြောင့် comorbidity ကိုလည်းကိုကပေါ့နော် comorbidity နဲ့ပတ်သက်တဲ့မိကုန်းတွေလည်းမေးရတယ်ပေါ့နော်example like ဆိုလို့ရှိရင်သူက ADHD နဲ့ autism မှာ very very common ပေါ့နော်သူနှစ်ခုကအမြဲတမ်းတွဲဖြစ်ဖို့များတယ်ပေါ့နော်တော်တော်များတဲ့အတွက်ကြောင့်ဒီအကြောင်းကတော့တစ်ခါကြာရင်တော့သူက ADHD လားမသိဘူးဆိုတော့ကိုယ် referral ပေးလိုက်တာပဲဒါပေမဲ့
တို့ရဲ့ကိုရှိရောက်လာလို့ရှိရင်ကိုကအဲ့ဒါကိုလည်း assess လုပ်ရတယ် assess လုပ်ဖို့အတွက်ကို history ကိုလည်းကိုကautism နဲ့ပတ်သက်တဲ့ history မျိုးတွေမေးရတာပေါ့နော်အဲ့ဒါတွေလည်းမေးဖို့လိုတယ်ပေါ့နော်ပြီးတော့じゃ mental health ခုနက mental health တွေအများကြီးရှိအဲ့ mental health တွေနဲ့ပတ်သက်ပြီးတော့လည်းအဲ့ဒီ history လည်းမေးဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒါတွေအရေးကြီးတယ်ပြီးတော့ကြတော့ဒီကလေးရဲ့ဒီမှာမကြံခဲ့တာဒီကလေးရဲ့ကျောင်းမှာသူ့ရဲ့ education ကဘယ်လိုရှိလဲပေါ့နော်ဒီကလေးကကျောင်းဆိုလို့ရှိရင်ကျောင်းမှာသူရဲ့ learning level ကဘယ်မှာလဲပေါ့နော်သူကတစ်ခါကျရင်ကလေးက၄တန်းသာဖြစ်နေတယ်သူရဲ့ level တမစာလုံးတော့မပေါင်းတတ်သေးဘူးဆိုတဲ့ဟာမျိုးတွေလည်းရှိရပေါ့အဲ့ဒါမျိုးတွေလည်းကိုကအဲ့လို level အထိအကျောင်းမှာဘယ်လိုရှိလဲအကျောင်းကဘယ်လို report ပေးလဲဆိုအမေကိုမေးရတာပေါ့နော်အမေမေးလို့မှအမေကမပြောနိုင်ဘူးဆိုအများကြီးကတော့အမေနည်းနည်းပါးပါးတော့သိပါတယ်မသိရင်ကိုက detail သိချင်တယ်ဆိုလို့ရှိရင်တော့ကိုကအကြောင်း contact လုပ်ပြီးတော့မေးရတာပေါ့သူရဲ့ strength and difficulty နဲ့သူရဲ့ level of learning ပေါ့နော်အဲ့ဒါတွေကဘယ်လောက်ရှိလဲဆိုအဲ့လိုမေးလို့ရတယ်ပေါ့နော်အဲ့လိုမျိုးတွေမေးတယ်ပေါ့နော်မေးပြီးတော့မှနောက်အဲ့လိုမေးနေတဲ့အချိန်မှာပဲပေါ့နော်ဒီ during the consultation မှာဒီကလေးရဲ့ behavior သူကဘယ်လိုနေထိုင်လဲဆိုတော့ကိုကအမေကိုမေးပြီးတော့ဒီတစ်ဖက်ကလည်းမျက်လုံးတစ်ဖက်ကနေပြီးတော့ကြည့်ရတယ်ပေါ့ဒီကလေးကသူဘယ်လိုသူနေလှုပ်နေရှားနေလားငြင်းလေးပဲထိုင်နေလားတဲ့မလားဘာတွေလုပ်နေလဲဆိုပြီးတော့ပေါ့နော်ပြီးတော့ကြတော့လေခုနလိုပဲအမေနဲ့ကိုနဲ့စကားပြောနေဝင်ဖြတ်ပြောလားအဲ့လိုဟာမျိုးတွေကိုလည်းပေါ့နော်ကိုကအဲ့ဒါတွေ note လုပ်ရတာပေါ့နော်အဲ့ဒါပြီးတော့ကြတော့သူကဒီကလေးက autism symptom တွေရှိလားပေါ့ autism symptom တွေကတော့တဲ့မလားအနေပေါ့နော်တချို့ကလေးဆိုစကားပြောတဲ့သူတို့ရဲ့တုံးလေတန်းနေတဲ့မလားပြီးလို့ရှိရင်the autistic children တွေကနောက်တစ်ခုကဘာလဲဆိုတော့ autistic children တွေကသူကrepetitive behavior နဲ့ present လုပ်တတ်တယ်ပေါ့နော်အနေ present လုပ်တတ်တော့သူတို့ကြည့်လိုက်ရှင်တစ်ခါကျရင် predictive example အရဆိုလို့ရှိရင်တမလားဒီကလေးကတကားကိုသွားပြီးတော့တမလားတကားကိုကလိတက်တယ်လေကလိလိုက်ပြန်နေရာပြန်ထိုင်လိုက်သွားပြီးတော့တကားကိုကလိလိုက်နေရာပြန်ထိုင်လိုက်ကလိလိုက်ပြန်ထိုင်လိုက်အဲ့ဒါက ADHD လားအဲ့ဒါကautism related repetitive behavior လားပေါ့နော်အဲ့ဒါတွေကိုလည်းကိုကလေ့လာရတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့က very similarly သူကြည့်လိုက် hyperactive ဖြစ်နေတာပဲလေနှစ်ခုစလုံးကသူလှုပ်ရှားနေတာပဲလေဒါပေမဲ့သူလှုပ်ရှားတာကသူ့ရဲ့ဒီ repetitive behavior ကိုလုပ်လို့လှုပ်ရှားတာလားဒါမှမဟုတ်သူကိုယ်တိုင်ကရှောက်ပြီးတော့လှုပ်ရှားတာလားပေါ့နော်အဲ့လိုမျိုးအဲ့ဒါတွေတစ်ချက်ကြည့်ရတယ်ပေါ့နော်ပြီးတော့じゃအမေအဖေပြောလို့ရှိရင်အမေအဖေကသူကပြောသူတို့အငြိမ်မနေဘူးတစ်ချိန်လုံးလှုပ်ရှားနေရပဲဆိုအဲ့ဒါကိုကိုကအငြိမ်မနေဘူးဆိုတဲ့ဟာကိုထပ်ပြီးတော့ detail မေးရတယ်။နေကအငြိမ်မနေဘူးဆိုတာဘာကိုဆိုလိုချင်တာလဲပေါ့နော်။ဆိုလို့ရှိရင်တချို့အမေတွေကတော့ပြောတာ तू ကဆိုရှင်အခုဒီမှာစော့နေတယ်စော့ပြီးလို့ရှိရင်ဒီပစ္စည်းနဲ့ तू ခဏလေးစော့ပြီးနောက်ပစ္စည်းရှိပြောင်းသွားတယ်မလားနောက်ပစ္စည်းနဲ့စော့နောက်ပစ္စည်းနဲ့တစ်ခါလေးနောက်ပစ္စည်းရှိပြောင်းသွားအဲ့လိုမျိုးတခုတနေရာပစ္စည်းတစ်ခုနဲ့တွိုင်းတစ်ခုနဲ့အကြိုင်းမစော့ဘူးတယ်မလားခဏရွှေ့စော့တယ်ပေါ့နော်အဲ့လိုမျိုးပြောတယ်ပြီးလို့ရှိရင်အမေကဘာပြောလို့ဆိုရှင်သူအပေါ်တက်တယ်သူအပေါ်တက်အနေသူအပေါ်သွားယူဆိုတော့ပြောလိုက်လို့ရှိရင်အပေါ်တက်ပြီးလို့ရှိရင်လေသူကအပေါ်တက်ခိုင်းတာပဲတက်ခိုင်းတဲ့ကြားမှာအပေါ်မရောက်ဖ ೇನೆ ဒီသူ့စိတ်ကတခြားရောက်သွားပြီးတော့သူ့မိကအပေါ်တက်ပြီးတော့တားရဲ့လွယ်အိတ်ကိုလွယ်အိတ်ဖြစ်စာအုပ်ဖြစ်သွားယူလို့ပြောတဲ့ဟာကိုသူကသွားယူဖို့ပဲလုပ်တာပဲဒါပေမဲ့လမ်းမှာကျတော့တခုက distracted လုပ်လိုက်တာ distract လုပ်လိုက်တော့အဲ့သွားအပေါ်မတက်ဖ ೇನೆ ကို distraction ဖြစ်ပြီးတော့ဒီနောက်ဖွေးကြောင်ကိုသူသွားเสียရှိသွားလိုက်တယ်အဲ့လိုမျိုးပေါ့နော်အဲ့လို easily distracted ဖြစ်တာပေါ့အဲ့လိုမျိုး history လေးတွေလည်းတွေ့ရတတ်တယ်ပေါ့နော်ပြီးတော့အမေကပြောတယ်တချင်သူ့ကိုကြည့်လိုက်လို့ရှိရင်တမလားအရန်ကိုလှုပ်ရှားနေရပြီးလို့ရှိရင်ဘာလို့လှုပ်ရှားနေရလဲဆိုတစ်ချိန်လုံးလက်ကို flapping လုပ်ပြီးတော့ jumping လုပ်နေတာပေါ့နော်အဲ့လိုဟာမျိုး flapping လို့ jumping လုပ်နေဟာဆိုလို့ရှိရင်အကယ်၍ the autistic children တွေမှာဆိုလို့ရှိရင်သူတို့ရဲ့ဒီsensory processing ပေါ့နော် sensory behavior ပေါ့နော်သူတို့ကအဲ့လိုမျိုးလုပ်တာအောင်ကြိုက်တယ်ဆိုအဲ့လိုလုပ်နေပြီး jump လုပ်တယ်တချို့ autistic children တွေjump လုပ်နေမှသူတို့အတွက်က normal လေသူတို့ jump လုပ်တာသူတို့အတွက် normal ဆိုသူအဲ့ဒါတွေက autistic related hyperactive ဖြစ်သွားအောင်အဲ့ဒါကြတော့ not ADHD ဖြစ်သွားအောင်အဲ့ဒါကြောင့်မို့ very history ယူတဲ့အချိန်ကြာရင် very အရေးကြီးရပေါ့နော်အဲ့ဒီတစ်ခုချင်းကို
ဆင်းသွားရတာပေါ့နော်အဲ့ဒါလေး very detail မေးရတယ်ပေါ့အဲ့လိုလေးမေးရတယ်ပြီးတော့ကျတော့observation ကိုယ့်ရဲ့ during the observation ဒီမှာဆိုရှင်တော့ကျမတနာရီပေါ့နော်တနာရီယူရပေါ့နော်assessment ပေါ့နော်ဆိုတော့ပထမဒီမှာဘယ်လိုလဲဆိုပထမ referral လာပြီးပထမ referral ကိုလာတဲ့ပထမ first clinic မှာ new referral clinic မှာသူက observation လုပ်ပြီးတော့အဲ့ချိန်မှာ school ကနေ report တွေပါတောင်း school ကနေ report ကမပြည့်စုံဆို school က report ပို့တောင်းတခြား professional involved ဖြစ်တခြား professional တွေရဲ့သူတို့ရဲ့ observation and finding တွေကြည့်ပြီးတော့ကြတော့ assessment tool တွေပေါ့နော် assessment tool တွေအဲ့လိုပေါ့နော်questionnaire တွေပေါ့ questionnaire တွေကိုအဲ့လိုပေါ့ကျောင်းကိုလည်းပို့ရတယ်အမေကိုလည်းပို့ရတယ်ပို့ရပြီးတော့အဲ့မှာသူတို့ရဲ့ questionnaire တွေကcomputerized ဖြစ်ပြီးတော့သူ scoring တွေထွက်လာတယ် scoring တွေနဲ့ chart တွေနဲ့ထွက်လာတယ်ထွက်လာတဲ့ဟာတွေကိုပေါ့နော်အဲ့ဒီဟာတွေကိုလည်းပေါ့နော် not everything ပေါ့နော် partly သူတို့ရဲ့ဟာတွေကိုလည်းကြည့်ပေါ့ကြည့်ပြီးတော့မှအားလုံးကိုတခါနောက်ဆုံး diagnostic clinic မှာဆိုမှအကုန်လုံးကို information အားလုံးတွေပေါင်းပြီးတော့မှအဲ့ဒီ patient ကို clinic ခေါ်ပြီးတော့ history အကုန်လုံးစဆုံးပြန်ယူပြီးတော့မှ all the assessment together with the previous ပေါ့နော် previous ဆရာဝန် assessment လုပ်ထားတာနဲ့အားလုံးစုပေါင်းပြီးတော့မှမာက conclusion လုပ်တာပေါ့နော် conclusion လုပ်ပြီးတော့မှဒီကလေးက ADHD criteria နဲ့ meet ဖြစ်လားmeet မဖြစ်ဘူးလားဆိုတဲ့ဟာပေါ့ meet ဖြစ်လို့ရှိရင်တော့ diagnosis ဖြစ်တယ် meet မဖြစ်ဘူးဆိုရှင်ဘာလို့မဖြစ်ဘူးလဲဆိုတဲ့ဟာကိုနင်ပေါ့နော်ပြန်ကြည့်ရတယ်ပေါ့နော်တချို့ကလေးကြတော့အများဖြင့်အဲ့ဒီ autism နဲ့လာတာအများဖြင့်autism ဆိုမိတွေကိုပြန်ပြောတယ်သူတို့ပြောတဲ့ behavior တွေကဒါတွေက autism behavior တွေဒါ not ADHD behavior တွေဆိုတော့ explain လုပ်ပြီးတော့သူတို့တွေကိုအဲ့ဒီ autism related behavior တွေဘယ်လိုလုပ် manage လုပ်မလဲဆိုတာလေးကိုပေါ့နော်management ပေါ့ advice လေးပေးရတာပေါ့အဲ့လိုမျိုးလေးပေါ့အဲ့ဒါကတော့ ADHD process ပေါ့နော်ဒီအမှမှာဒီ corner ဆို Vanderbilt snap rating scale child behavior checklist with symptom record to behavior rating inventory of executive function နော်အဲ့ဒီအားလုံးကဆိုလို့ရှိရင်လို questionnaire တွေကိုဖြေရတာပေါ့နော် question အဲ့လို school လည်းဖြေရတယ် school ကဆရာမတွေလည်းဖြေရတယ်ပြီးတော့ကြတော့အဲ့ဒီအင်္ဂါမိဘတွေလည်းဖြေရပြီးတော့ပို့ရတာပေါ့နော်ပို့ရပြီးတော့အဲ့မှာတချို့ဟာတွေကဒီတိုင်းပဲကိုယ့်ကို school ကိုကိုယ့်ကိုကြည့်ပြီးတော့လုပ်ရတယ်scale ကိုကိုတွက်ရတယ်ပေါ့တချို့ဟာတွေကြတော့ဒီ computer ထဲမှာသူကတခါတည်း online ဖြည့်ပြီးတော့ online မှာတခါတည်း scoring တွေပေါ်လာတာဟာတွေရှိရပေါ့နော်အဲ့အားလုံးအပြင် QB test ဆိုတာရှိရ QB test ကကြတော့သူက computer based test ပေါ့နော်အမားတို့ကနေမှာ department မှာဆိုအမားတော့ corner scale တစ်ခုပဲယူထားတယ် corner scale ဟာနဲ့ corner scale ပဲယူရပေါ့နော် QB test ကတော့အမားတို့ရှိမှမလုပ်ဘူးဘာဖြစ်လို့လဲဆိုတော့မလုပ်ရယူရချက်က QB test လုပ်ဖို့အတွက်ကကလေးတွေက intelligent ဖြစ်ဖို့လိုတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အမားတို့ရဲ့ population က patient population ကအများဖြင့်နည်းနည်းလေး learning problem တွေနဲ့ associated ဖြစ်နေတဲ့လူတွေများတယ်ပေါ့အဲ့ဒါကြောင့်အမားတို့က QB test ကိုတော့မတုံးသေးဘူးပေါ့နော်အဲ့ဒီအမားကတော့အခု corner scale ရဲ့ပြီးတော့ all the history ရဲ့ all the clinical observation တွေရဲ့ပြီးတော့ report တွေအဲ့ဒါတွေကိုတုံးတယ်ပေါ့နော်တုံးပြီးတော့ပဲ diagnosis ကို conclude လုပ်ပြီးတော့diagnosis ပေးရပေါ့နော်ဒီ NICE guideline မှာဆိုအမားတို့ UK မှာဆိုအမားတို့က NICE guideline ကိုအများဖြင့်ပေါ့နော်ဥတီပြီးတော့ management လုပ်ကြတယ်ပေါ့နော် NICE guideline ကသူကဘာပြောထားလဲဆိုတော့အဲ့ဒီ ADHD ကိုဘယ်လို diagnosis လုပ်မလဲဆိုတော့ DSM-5 criteria of ICD-11 criteria ပေါ့နော်အဲ့ဒီ criteria plus အဲ့လို criteria လည်းရှိရမယ်ရှိပြီးတော့သူတို့ရှိမှာဒီ difficulties ပေါ့နော် impairment နဲ့ difficulty က psychologically socially educational occupational area တွေမှာပေါ့နော်အမှလည်း affect ဖြစ်နေရမယ်ပေါ့နော်
affect ဖြစ်နေရမယ်ဘယ်လို affect ဖြစ်လဲဆိုတော့ interview နဲ့ပဲ affect ဖြစ်တာဘယ်လိုသိနိုင်လဲဆို interview ကြောင့်ပဲဖြစ်ဖြစ် direct observation in the multiple setting ပေါ့နော်အဲ့လိုမျိုးတွေနဲ့multiple setting နေမှာအဲ့လိုမျိုး affect ဖြစ်နေမှာပဲအဲ့ဒါကိုမတို့ကအနေပေါ့ ADHD diagnosis criteria တစ်ခုတည်းမိဖြစ်ရုံနဲ့ diagnosis လုပ်လို့မရဘူးသူတို့က impairment လည်းရှိရမယ်ပေါ့နော်အဲ့ဒါမျိုးလေးတွေအမလေးဟိုမှာ chat ထဲမှာเนาะဟိုဟာလေးတွေတွေ့ရသလားဟို question လေးတွေတွေ့ရသလားအဲ့ဒါလေးမပြီးတော့မှအနေဟိုဟာလုပ်ပေးမယ်เนาะဟိုပြီးတော့မှ discuss လုပ်ကြတာပေါ့เนาะ ဟုတ်ကဲ့မ ဒီဥစ္စာကတော့ sorry ဒီဥစ္စာကတော့ corners question နဲ့ပေါ့နော် one of them corners question နဲ့ပေါ့ဒါကတော့ number 3ပေါ့အခုက number 4ပေါ်လာတယ်4ကတော့ computer နဲ့အနေ online ဖြည့်ကြတယ်ပေါ့ဖြည့်ပြီးတော့သူက scoring ဒီကတော့သူက paper ပေါ်မှာ3ကတော့ paper ပေါ်မှာဖြည့်ပြီးတော့ဒီမှာအဲ့ဟာပေါ်မှာမတော်က score တွေတွက်ပြီးတော့သူတို့ရဲ့နောက် chart လေးတစ်ခုရှိအဲ့ chart ပေါ်မှာဘယ်နေရာမှာလဲဆိုတာလေးကိုထည့်ရတဲ့ဟာပေါ့နော်အဲ့ဒါလေးကတော့ဒီဟာတွေကလည်းဒီ assessment တူတွေကသူတို့ကြီးပဲလဲအသုံးဝင်လားဆိုအသုံးမဝင်ဘူးတဲ့မလားအားကြောင့်မို့ diagnosis လို့ရှိရင် every aspect ဆိုကြည့်ပေါ့အများကြီးနဲ့ area အားလုံးနဲ့မှာအားလုံးပြီးတော့လည်း patient ကိုလည်းကြည့်ရသေးအားလုံးကနေမှကိုယ် diagnosis လုပ်လို့ရတာသိရမလားဟိုတစ်ခုလည်းတော့မရဘူးဒီကတော့ QP test ကဘာလဲဆိုတော့သူကcomputer ပေါ်မှာပေါ့ computer မှာအဆက်ကလေးတွေပေါ်လာတယ်တဲ့လားကလေးကသူ့ရဲ့ဒီနှစ်ဖူးပေါ်မှာဟိုပါပေါ့အနေသူငြိမ်နေလားမငြိမ်နေလားသိအောင်ပေါ့လှုပ်ထားတယ်ခေါင်းငြိမ်လားမငြိမ်နေလားဟိုအနေချက်လုပ်တဲ့ဟာလေးပေါ့နော်အရှိမကင်မရာရှိတယ်ပြီးတော့ကြာဒီ computer ရှိတယ်ကွန်ပျူတာမှာအဆက်ပေါ်လာရင်သူလက်ကနှိမ့်ရတယ်အဲ့ဒါဥစ္စာကိုကလေးအမှထိုင်ရအနည်းဆုံး15မိနစ်ကနေမိနစ်20အထိထိုင်ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီပုံမှာထိုင်တဲ့ပုံမှာမူတည်ပြီးတော့သူကဒီကလေးကရန် concentration များနေအဲ့မှာ concentration လုပ်နိုင်လားပြောကြ hyper active ဖြစ်နေလားဒါမှမဟုတ်ရှင် impulsivity များလား impulsivity များလားဆိုတော့အနည်းအဆက်ကမလာသေးဘူးတစ်ချိန်လုံးနှိမ့်နေတဲ့ဟာအဲ့လိုဟာမျိုးဆို impulsive ကပိုဖြစ်တယ်ပေါ့အဲ့ဒါလေးသူကအဲ့လိုလေးနဲ့ကွန်ပျူတာနဲ့လုပ်ပြီးတော့သူကတွက်ထားပြီးတော့အဲ့ဒီ report လေးထွက်လာတယ်ပေါ့နော်အဲ့ဒီဟိုပုံမှာမူတည်ပြီးတော့သူ့ရဲ့လှုပ်ရှားပုံမှာမူတည်ပြီး report လေးထွက်လာတယ်ပေါ့နော်အဲ့ computerized test ပေါ့နော်အဲ့ဒီ QB test ကသူတို့ကကလေးကကြတော့ဟိုအသိဉာဏ်အဲ့မှာ learning အရန် problem ဖြစ်နေတဲ့ကလေးမရအောင်တဲ့မလားဒီ instruction ကိုနားလေတဲ့ကလေးမှရမယ်ပေါ့နော်ဆိုတော့တချို့ကလေးဆိုရင်လုံးဝဟိုတဲ့မလားဟိုဘာပြောလို့ပြောမိမယ်နားမလဲတဲ့လူဆိုလို့ရှိရင်ဒီ QB test ကိုတုံးလို့မရဘူးပေါ့နော်အားကြောင့်မို့အမရဲ့ area မှာဆိုလို့ရှိရင်အမတို့ကဒီ QB test ကိုဟိုမတုံးတာကအမတို့ area အများဖြင့်ကလေးတွေက learning problem နဲ့ associated ဖြစ်လို့အားကြောင့်မို့ဒီ QB test ကိုလုပ်လို့ရှိရင်လည်းသူတို့ instruction နားမလဲဘူးလေနားမလဲတော့သူတို့ဘာလုပ်ရမှမသိတော့အားကြောင့်မို့ဒီ QB test ကမဖြစ်ဘူးဒီ QB test ကဈေးကြီးတယ်သူကနေပေါ့နော်များဒီ company တွေကပြန်ပြီးဟိုလောက်တာပေါ့နော်ဒီ NSS ကိုပြန်ပြီးတော့ရောင်းတဲ့ပုံမူတည်တာပေါ့ကိုကများသုံးမယ်ဆိုလို့ရှိရင်ဈေးကနေနေတမလားနည်းနည်းပဲသုံးမယ်ဆိုတယောက်ကို200 300လောက်အထိကျနိုင်တယ်တမလားဆိုတော့အဲ့ဒါကြောင့်မလို့ပြန်တွက်ကြည့်တော့အမားတို့ area ကလည်းအများကြီးလည်းမသုံးနိုင်ပြီးတော့လည်းဟိုအနေလည်းမဖြစ်ဘူးပေါ့နော်ဟိုခေါင်းလည်းthe learning problem တွေလည်းရှိရဆိုတော့အဲ့ဒါကြောင့်မတော့မသုံးဘဲနဲ့အနေဟို corners ကိုသုံးတယ်ပြီးတော့ကျတော့ all the other professional ရဲ့ report ကိုသုံးတယ်ပြီးတော့ကျကိုယ်တိုင် observation ပို့လုပ်တယ်ပေါ့နော်ခုနကအနေ nice guideline ရဆိုလို့ရှိရင်သူကပြောထားတာ DSM-5 criteria or ICD-10 criteria ပေါ့နော် so DSM-5 criteria ဟာဆိုလို့ရှိရင်သူကဒီ symptom တွေကပေါ့ criteria မှာ 9 symptom of interaction and 9 symptom of hyperactivity and impulsivity ရှိရပေါ့နော်
more than 6 more than or equal to 6 symptom of each one group or or one or each group ပေါ့နော်အမှဖြစ်တယ်ဆိုလို့ရှိရင်ပြီးတော့ကြတော့အဲ့ဒီ feature တွေက often presented more than 6 months ပေါ့နော်အဲ့လိုမျိုးဖြစ်ရမယ်ပြီးတော့ကြတော့ဒီလိုကလေးတွေကဒီကျောင်းကလည်းဒီလိုမျိုးတွေဖြစ်တယ်at least two situation ပေါ့ two environment ပေါ့နော်အများအပြားအကြောင်းနဲ့အိမ်ပေါ့နော်။ဘာလို့ဆိုအကြောင်းမှာကလေးတွေအကြောင်းမှာ6နာရီ8နာရီလောက်နေတယ်။ဒါပေမဲ့6နာရီလောက်နေတယ်။အိမ်မှာလည်း general rest of the half time ကသူတို့အိမ်မှာနေတယ်ပြီးတော့ကြတော့ညဘက်ကျအိတ်တယ်ဆိုတော့အဲ့လိုအဓိကတော့ two main situation ကတော့ home နဲ့ school ပေါ့နော်။ပြီးတော့ကြတော့ဒီမှာသူကဘာပြောထားလဲဆို at least present before the age of 12 years တဲ့မလား။ပြီးတော့ကြသူတို့ကimpairment တွေရှိရမယ်လေတဲ့မလားတခုဆိုအိမ်မှာပဲဖြစ်ဖြစ်ကျောင်းမှာပဲဖြစ်ဖြစ်အလုပ်မှာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လို impairment တခုခုရှိနေလို့ရှိရင်အဲ့ဒါကိုသူကခေါ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာသူကအကယ်၍တဲ့မလားဒီ intent သူတို့ခုနလို type တွေပြန်ခွဲထားတာပေါ့လေတဲ့မလား intention က more than 6ဖြစ်နေမယ်ဆိုလို့ရှိရင်သူကကျတော့ intention type ပေါ့နော်and hyperactivity and impulsivity အဲ့လိုမျိုးပြောတယ်ပြီးတော့ကြတော့အကယ်၍အခြားဟိုဟာကြလို့ရှိရင်ဟို hyperactivity နဲ့ impulsivity ဘက်ကများလို့ရှိရင် hyperactive and impulsivity type ပြီးတော့နှစ်ခုလုံးများလို့ရှိရင် combine type ဆိုတော့ပြောတယ်ပေါ့နော်ဒါပေမဲ့အမရှိရဲ့ patient တွေကအများကြီး combine ဆို combine နဲ့ diagnosis လုပ်ဖြစ်တယ်ပေါ့နော်တက်ကြီးဟိုthis type ဆိုတော့မလုပ်ဖြစ်ဘူးဘာလို့ဆိုတော့အမားတို့ရှိမှာအမားတို့ရဲ့ population patient population combine တိုက်တွေနဲ့ပဲများလို့ပေါ့နော်ပြီးတော့ကြတော့ဒီ DSM-5 ပေါ့နော်ဒီက ICD-10 ပေါ့ဒါတွေကသူထပ်ပြောတာခုန inattention symptom တွေကဘာတွေလဲပေါ့နော်ကိုခုထဲမှာဘာတွေလဲဆိုတော့ does not pay attention ပေါ့နော်make careless mistake in homework or other activity. Very difficult to sustain attention or tasks at home or during the play. Does not seem to listen when spoken to directly. Does not follow through on instruction or finish tasks. Has difficulty in organizing skill and activity. Avoid, dislike, or is reluctant to engage in the tasks that require sustained mental effort over the long period of time and often lose things necessary for school tasks or activities and easily distracted is forgetfulness in the daily activity. So there are 9 symptom criteria more than 6 or the equal or more than 6 ဖြစ်လို့ရှိရင်အဲ့ဒါ plus ပေါ့နော် impairment ဖြစ်နိုင်တယ်ပေါ့ဒီကတော့ hyperactivity သူတို့ကြည့်လိုက်လို့ရှိရင် often fidgety with the hands and feet or the screen အဲ့ဒါကြတော့ကိုယ်တွန့်လင်ကောက်ွေးနေရတဲ့ချိန်လုံးငြိမ်မနေဘူးဆိုတော့ often leave the seat in the class or somewhere often run about or that climbs excessively where such activity is inappropriate အဲ့ကလေးတွေနော်ကလေးတွေဆိုတာလေဟိုဆော့ရမယ်တလားအမကတော့ပြောတာအဲ့လိုအရမ်းငိမ့်နေတဲ့ကလေးတွေလေ that is also abnormal to me တဲ့မလားကလေးဆိုတာတော့သူ့အရွယ်နဲ့ရောက်ဆော့ရမယ်အလွန်အကျွံဆော့နေအလွန်အကျွံကဲနေပြောတာပေါ့နော်အဲ့ဒါမျိုးဖြစ်ရမယ် has difficulty in playing quietly and often on the go acting as is driven by motor တက်ထားသလိုတစ်ချိန်လုံးပြေးနေတာ often talk excessively often blunt out answer before question are completed. Again, question ဖြေချင်နေပြီခေါနေ question တစ်ဝက်နဲ့ဖြေချင်နေတဲ့လူတွေတက်မလားလို့မျိုးတွေ often has difficulty in waiting tense, often interrupts or intrudes on other. So these are the 9 symptoms of hyperactivity and impulsivity. They are more than 6 or the 6 ပေါ့နော်အဲ့ဒါလည်းဖြစ်လို့ရှိရင်နေလို့ရတယ်ပေါ့နော်So, amaga di 9 symptom go amaga matong po DSM matong ICD ကိုပို့သုံးတာများတယ်ဒီဥစ္စာတွေကဒီဟာတွေကတော့မေးတဲ့ထဲမှာတော့အမတော့ပါဒီလိုမျိုးတွေမေးတာပေါ့နော်အများကြီးဒီမေးခွန်းတွေကဒီလိုအပေါ်ယံလေးမေးုံနဲ့လေ
တော်တော်များများ criteria မိဖြစ်နိုင်တယ်တလားဆိုတော့အဲ့ဒါကြောင့်မလို့လေဒီ symptom တွေမေးလို့ရှိရင် you have to be very detail ပေါ့နော်အတွင်းကြမေးဖို့လိုအပ်တယ်အဲ့ဒါမှကိုကနင်းဖြစ်တာဒီ symptom တွေကိုကြည့်လိုက်လို့ရှိရင်အခုလူတော်တော်များများမှာရှိတယ်မလားပြောပြကြတော့ကိုကဘလို့မေးတာလဲအဲ့ပေါ်မှာလည်းမူတည်သေးတယ်ဘလောက်ထိနေတယ်မလားတေးချာအတွင်းကြမေးရလဲမူတည်သေးတယ်အဲ့ဒါကြောင့်မလို့အမားကတော့ဒီ6 and 6 ဟိုပါပေါ့နော် symptom တွေကိုမားကသိပ်ပြီးတော့မသုံးပါဘူးဒါပေမဲ့ nice guideline ကတော့ DSM-5 3ကျင်3 ICD-10 11 3ကျင်3ပေါ့နော်ဆိုတော့ICD-11 criteria တွေကတော့ဘာဖြစ်လဲဆိုတော့ဒီဥစ္စာတွေက persistently attention hyperactivity problem ပေါ့နော်အဲ့ဒါတွေရှိရမယ်ပေါ့နော်ပြီးတော့ကြာသူတို့ရဲ့ functional ကိုသူကတော့နည်းနည်းလေး vague ဖြစ်တာပေါ့နော်ဆိုတော့functional interfere လုပ်ရမယ်ပေါ့နော်ဆိုတော့အမှန်တကယ်တော့အတူပါပဲဒီ ICD-11 ကကြတော့အမမေးနေတဲ့ question တွေထဲမှာဘယ်နေပေါ့နော် in attention ဆိုလဲ attention အတွက်ကိုအမဒီ date တွေမေးထားတာဆိုတော့လေဒီဟိုဟာတွေဘယ်နေမေးထားတော့တက်မလားသူပြီးတော့မေးလိုက်တော့တက်မလားသူတို့ရဲ့ symptom တွေကိုသိတယ်ကွာတက်မလားအများကြီးကတော့အဓိကမေးတဲ့အချိန်မှာနည်းနည်းလေးသတိထားပြီးတော့အတွင်းကြမေးဖို့လိုတယ်အဲ့ဒါကိုပြောချင်တယ်ပေါ့နော်ပြီးတော့ကြတော့hyperactivity impulsivity ပေါ့နော်အဲ့ဒါတွေတစ်ချက်ဟောဖြစ်မယ်ပြီးလို့ရှိရင်သူတို့ကကြတော့သူတို့ရဲ့ဒီဟာတွေဒီလိုလှုပ်ချင်အဖြစ်သူတို့ရဲ့ daily functioning ပေါ့နော် effective ဖြစ်နေရမယ်ပေါ့နော်အဲ့လိုမျိုးဖြစ်ရမယ်ပြီးတော့ကြ symptom တွေက more than 6 months ဖြစ်ရမယ်သူကတော့ typically by early or the mid childhood ပေါ့နော်သူကတော့ mid childhood လို့သူကပြောထားတယ်ဆိုတော့ပေါ့ဟိုကတော့ DSM-5 ကတော့ before 12 year of age so very similar ပေါ့နော်ဟိုကတော့ more exactly the age လဲပဲလောက်လဲသူကပြောတာပေါ့နော်ဆိုတော့သူကကြတော့ environment ဒီ ability တွေကကြတော့ normal variation ထက် expected for the age ပေါ့နော် expected for the age normal abnormal ဖြစ်နေရမယ် level intellectual ဖြစ်နေရမယ်ဒီလိုမျိုးလေးပြောထားတယ်ပြီးတော့ကြတော့ဒီ symptom တွေကတနေရာထဲမှာအိမ်မာကြီးပဲလုပ်နေလို့မဖြစ်ဘူးကြောင်းမှာလို့ပေါ့ setting at least 2 or more important setting မှာဖြစ်ရမယ်ပေါ့နော်အဲ့လိုမျိုးလေး important setting မှာသူကဖြစ်ရမယ်ဆိုတော့အဲ့လို setting နှစ်ခုမှရှိရမယ်ပေါ့နော်ပြီးတော့ကြတော့အဲ့လို symptom တွေကဆိုလို့ရှိရင်တခြား mental health problem other neurodevelopmental disorder problem တွေနဲ့ပြီးတော့ကြတော့ other medication တွေနဲ့တမလားအဲ့လိုမျိုး medication တွေရဲ့ side effect ကြောင့်ဟာမျိုးတွေမဖြစ်ရဘူးပေါ့နော်အဲ့လိုဟာမျိုးတွေကြောင့်မဖြစ်ရဘဲနဲ့ဒီတခြား cause တွေကြောင့် hyperactive ဖြစ်တာ intentional အဲ့ဒါတွေမဖြစ်ရဘူးပေါ့နော်ဒီသူ့ရဲ့ကိုယ်ခန္ဓာ brain ထဲမှာchemical imbalance ပေါ့နော်ဒီ brain ရဲ့ abnormality ကြောင့်ဖြစ်ရတဲ့ဟာမျိုးပဲဖြစ်ရမယ်ပေါ့နော်အဲ့ဒါတော့သူက ICD-11 criteria လို့သူကပြောထားတယ်ပေါ့ so ဒီနှစ်ခုဒီ criteria နှစ်ခုရဲ့ history ရဲ့ကောင်း history ကောင်းရဲ့ပြီးတော့ကျ observation တွေရဲ့ပြီးတော့ကျတော့ report from the school ပေါ့နော် school report တွေရဲ့ school report တခြား professional ကြည့်ထားလို့ရှိရင် professional ရဲ့ report ပေါ့နော် nursery ဆိုလဲ nursery report health visitor ဆိုလဲ health visitor ရဲ့ report ပေါ့နော်အဲ့ဒီ report တွေရဲ့ပြီးတော့ကျတော့ကိုတောင်က assessment tool တစ်ခုပဲဖြစ်ဖြစ်နှစ်ခုပဲဖြစ်ဖြစ်သုံးခုပဲဖြစ်ဖြစ်ပေါ့နော်လုံးနိုင်သလောက်လုပ်ပေါ့နော် assessment tool တွေပုံမှာအားလုံးမူတည်ပြီးတော့မှဟို clinical observation နဲ့ဒါတွေက criteria တွေမိလားမမိလားဆိုပြီးတော့ကြည့်ပြီးတော့ diagnosis လုပ်ရတယ်ပေါ့နော်အဲ့လို diagnosis ပေးရပေါ့နော်ပေးပြီးလို့ရှိရင်ဘာဆက်လုပ်မလဲပေါ့နော်ဘာဆက်လုပ်မလဲဆိုတော့ဒီ ADHD management ဆိုလို့ရှိရင် not only the medication is also the behavior modification is also there ပေါ့နော်ပြီးတော့ကြတော့ ADHD ကို medication နဲ့က cure လုပ်လို့မရပါဘူးတဲ့မလားmaintain or manage ပဲလုပ်လို့ရပါတယ်တဲ့မလားအဲ့လိုမျိုးပေါ့နော်ဒါပေမဲ့
ADHD symptom တွေတက်တာဝါလားဆိုတော့ research တွေထဲမှာတော့တမလား 1/3 of the ADHD children who are on the medication သူတို့ကကြီးလာလို့ရှိရင် medication 1/3တွေကမလိုတော့ဘူးလို့ပြောတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့သူတို့ကကြီးလာလို့ရှိရင်သူတို့ကသူတို့ behavior modification ကိုသူတို့ကသူလုံနိုင်လာရတယ်လေလုံနိုင်သွားပြီးတော့သူတို့က medication ကိုမလိုတော့ဘူးပေါ့ပြီးတော့သူတို့ရဲ့အလုပ်တွေပါတွေကလည်းအရန်ကိုတမလား mental effort သုံးရတဲ့အလုပ်မျိုးလုပ်เสียမလိုတဲ့လူတွေဆိုလို့ရှိရင်သူတို့ကအဲ့ဒီ medication ကိုသူတို့ကမလိုတော့ဘူးပေါ့ 1/3 of the people တွေကမလိုတော့ဘူးပေါ့နော်မလိုတဲ့အကြောင်းရင်းတွေက ADHD ပျောက်သွားလို့တော့မဟုတ်ဘူးဒါပေမဲ့ different way of they can manage their ADHD symptom with a different method ပေါ့နော် different method ပေါ့ mainly is the behavior modification ပေါ့နော် so ဒီမှာကဘာလို့လဲဆိုရှင် ADHD ကိုနောက်တစ်ခုမှကြံခဲ့တာဘေးအချိန်မှာ diagnosis လုပ်လို့ရလဲလို့မေးကြလို့ရှိရင် you can diagnose ပေါ့နော် after 3 ပေါ့နော်3 to like children so under 18 year ဒီအင်္ဂလိပ်မှာဆို they are still children ပေါ့နော် so any age မှာ diagnosis လုပ်လို့ရပါတယ်ဒါပေမဲ့အမတို့ department မှာတော့6 year onward မှာပဲ assessment လုပ်တဲ့ဟာကျဘာဖြစ်လို့လဲဆိုတော့under 5 years referral under 5 year လာ referral လာလို့ရှိရင်မတို့က behavior ကိုပဲ modify လုပ်ဖို့ behavior ကိုပဲ support လုပ်ဖို့ကိုကပြန်ပြီးတော့ပေါ့နော် reply ပြန်လုပ်တယ် triage လာ referral လာလို့ရှိရင်ပေါ့နော်ဒီဟာသူကအရန်ငယ်သေးတယ် diagnosis မလုပ်ချင်သေးဘူးအဲ့ဒါကြောင့်မလို့သူကိုပေါ့နော် behavior ပဲ support လုပ်ပေးဖို့ကိုကအကြောင်းပြန်လို့ behavior support နဲ့ပဲသွားစီခိုင်းနေပေါ့နော်ဒီ nice guideline အရဆိုလို့ရှိရင် under 5ဒီမှာ medication ကိုမပေးခိုင်းဘူးပေါ့နော်ဒါပေမဲ့လိုတဲ့အရန်ကို medication ပေးအရန်ကိုခလေးကအရန်ကိုhyperactive ဖြစ်ပြောဘာမှ learning မလုပ်တော့ဘူးဆိုတဲ့အချိန်ကြတော့သူက learning problem တွေပါလဲမဖြစ်ဘူးဆိုတဲ့အချိန်ကြရင်တော့နောက်ပေးချင်လို့ရှိရင်တော့နောက် second specialist opinion နောက် specialist တယောက်နဲ့တိုင်ပင်ပြီးတော့မှပေးခိုင်းထားတယ်ပေါ့နော်အဲ့လိုမျိုးပြောထားတယ်ဒါပေမဲ့အမရဲ့ department မှာတော့အမတို့ကြီးunder 5ဆိုရှင် assessment ကိုမလုပ်ပါဘူးဘာဆို assessment လုပ်လို့ရှိရင်အမေတွေအများစုကသူတို့ကဆေးတွေပါတောင်းမယ်ဆေးရလဲ under 5 year old မှာသူတို့ response ကမကောင်းပါဘူးအဲ့ဒါကြောင့်မလို့မတို့ကမလုပ်ပါဘူးပေါ့နော် so first line ရဆိုလို့ရှိရင် behavior management behavior modification ပေါ့နော် behavior modification ဆိုကလေးတွေကဘာလဲဆိုလို့ရှိရင်အငြိမ်မထိုင်နိုင်တဲ့ကလေးကိုအငြိမ်ထိုင်မှာလို့တွားပြီးတော့အတင်းထိုင်ခိုင်းလို့မရဘူးပေါ့နော်အဲ့ဒါကြောင့်မလို့သူတို့တွေကိုကျောင်းမှာဆိုလို့ရှိရင်လည်းဆရာသမားတွေကဘာဖြစ်လို့သူတို့က movement break လို့ခေါ်တယ်တမ9မိနစ်10မိနစ်လောက်ထိုင်စလို့ပေါ့နော်အသက်ပိုင်းခြားပေါ်မူတည်တာပေါ့နော်ငယ်တဲ့လူကတော့တိတ်ကြိုင်မထိုင်နိုင်ပေါ့နည်းနည်းကြီးရနည်းနည်း posture လာထိုင်နေတာသူတို့တွေကိုဒီကြားထဲမှာတမသူများဆိုရှင် majority of the class က30 minutes 45 minutes ထိုင်မယ်ဆိုရင်သူတို့တွေကို15မိနစ်20လောက်တခါအဲ့လိုမျိုးပေးထိုင်ခိုင်းထားများတယ်ပေါ့နော်အဲ့လိုမျိုး15မိနစ်ထိုင်ပြီးခဏလေးပေးထွက်ထားတမသူတို့လမ်းလျှောက်လို့ရတယ်ခဏအပြင်ထွက်ပြီးတော့ပြောင်းဝင်လာအဲ့လိုမျိုးလုပ်လို့ရတယ်သူတို့တွေအဲ့လိုမျိုးခွင့်ပြုထားတယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်တယ်ပြီးလို့ရှိရင်သူတို့ဒီကလေးတွေကသူတို့ရေ instruction ပေးလို့ရှိရင် long instruction ကိုသူတို့ကတဝက်တစ်ပြက်ပဲသူတို့ကရတာတမလားဒီကလေးဒီအနေဟဲ့တုံနီဒီယာတိုနီသွားယူတမလားချီအိတ်တော့အပေါ်တက်ချီအိတ်ယူအနှွေးရဲ့ယူပြန်ဆင်းခဲ့ဆိုလို့ရှိရင်သူတို့ကဘာလဲဆိုရှင်အပေါ်တက်ချီအိတ်ဆိုတာပဲသိလားအဲ့လောက်ပဲသိတယ်ချို့လူဆိုအပေါ်တက်လို့ဆိုတာပဲသိလိုက်တာနောက်ပိုင်းကတွေသူတို့ instruction တွေခေါင်းထဲမဝင်ဆိုတော့အဲ့ဒါကြောင့်မျိုးဆိုတော့သူတို့အဲ့လိုကလေးမျိုးတွေကြတော့နေပေါ့နော်instruction ပေးလို့ရှိရင် one instruction very simple instruction at the time ပေးရတယ်သူတို့တွေcomplex instruction တွေပေးလို့မရအောင်ပေါ့နော်ပြီးလို့ရှိရင်လည်းဒီကျောင်းမှာဆိုလို့ရှိရင်
ဘာလို့လို့ရလဲဆိုလို့ရှိရင်သူတို့အငြိမ်မနေနိုင်တဲ့အတွက်ကြောင့်သူတို့လက်ထက်မှာဆော့လို့ရတဲ့ fidget toy ပေါ့နော် the blue tag ဆိုတာလေဟိုအနေဟိုမနေအပြာရောင်ဟိုဟာလေး tag လေးတွေကွာဟိုနေကတ်လို့ရတဲ့ဟာလေးတွေမနေဂျုံဘက်လေးလိုပဲအဲ့လားလေးကတ်လို့ရတဲ့ဟာမျိုးအဲ့ဒါမျိုးတွေသူတို့ပေးထားတယ်သူတို့လက်ထက်မှာဆော့နေပေါ့နော်အဲ့လိုမျိုးတွေပေးထားတယ်ပြောကြအယုတ်ကလေးတွေလက်ထက်မှာကင်ပြီးတော့သူတို့ဆော့လည်းရတယ်ပြီးတော့သူတို့တွေကိုကြတော့အတန်းရဲ့အရှိဆုံးမှထားတယ်နောက်ဆုံးမှမထားဘာလို့ဆိုနောက်ဆုံးမှထားလို့ရှိရင်သူတို့တွေကသူတို့ရှေ့မှာလူတွေဖြစ်နေတာဘာတွေလုပ်နေတာလဲဆိုသူတို့ကတတ်မလားသူတို့ရဲ့အာယုံတွေကအဲ့ဘက်ကိုရောက်သွားလေစောင်းမရောက်ခင်လဲဆိုသူတို့တွေကိုအရှိမထားတယ်ထားခိုင်းနေပေါ့နော်ထားခိုင်းနေပြီးလို့ရှိရင်အမေအနေဆီယာမဆိုလို့ဟဲ့တိုနီလုံအောင်ဒါတိုနီဘာငင်းနေတာလဲဆက်လုံအောင်လေဆိုအဲ့လိုပေါ့တစ်ချိန်လုံးတက်မှာသတိပေးနေရတယ်ပေါ့သိရမလားအဲ့လိုမျိုးတွေလုပ်ရတယ်ပေါ့နော်အဲ့ဒါမျိုးတွေလုပ်ရတယ်ပြီးလို့ရှိရင်တချို့ကလေးကြတော့ဖင်ငိမ်မနေနိုင်တော့သူတို့ခုံတွေကိုနည်းနည်းလေး wobbly chair လို့ဟာမျိုးဖြစ်အောင်လုပ်ထားတယ်ပြီးတော့ခြေရောက်ဒီမှာဆိုလို့ရှိရင်ခြေရောက်ကိုနင်းလို့ရှိရင်အောက်မှာဒီလိုနင်းလို့တက်လို့ရတဲ့ဟာမျိုးလေးပေါ့နော်ဘောလုံးလေးလိုဟာမျိုးလေးတွေပေါ့အဲ့ဒါမျိုးလေးတွေထားပေးလို့ရတယ်ပေါ့နော်အဲ့ဒါမျိုးတွေလှုပ်ပေးလို့ရတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေပေါ့ behavior ပေါ့ပြီးလို့ရှိရင်အိမ်မှာဆိုလို့ရှိရင်လည်းသူတို့ကအနေပေါ့နော်စိတ်အရန်တူတာမြန်တော့တချို့ကလေးဆိုလို့ရှိရင်ကိုကစိတ်တော်ပြီးဆိုရှင်1 2 3 4 5ကိုကပြန်ရီခိုင်းပြီးတော့စိတ်တူတော့မယ်ပေါ့နော်ဒေါသထွက်တော့မယ်ဆိုရှင်1 2 3 4 5ဆိုတော့သူတို့ကိုသူတို့ control လုပ်တဲ့အောင်ငယ်လေးရအဲ့လိုပေါ့တင်ပေးလို့ရတဲ့ကလေးဆိုတင်ပေးပေါ့နော်အဲ့လိုမျိုးလေးတွေပေါ့အဲ့အရာတွေက behavior modification ပေါ့နော်အဲ့လိုမျိုးပြီးလို့ရှိရင်လေသူတို့ဖြစ်နိုင်လို့ရှိရင်ပတင်းပေါက်ဒီနားမှာမထားရအောင်ပတင်းပေါက်ထားလို့ရှိရင်ပတင်းပေါက်တက်မလားပတင်းပေါက်ကနေသူတို့အပြင်မှာဘာပဲအတန်ပဲကြာဘလူးပဲအရေးဖက်ဖြတ်တော့သူတို့အမြဲတမ်းတက်မလားသူတို့ရဲ့ brain ကဟိုဘက်ကိုရောက်သွားအာယောကပြန်ရောက်သွားတယ်လေအဲ့လိုမျိုးမဖြစ်အောင်ဆိုသူတို့တွေကိုအဲ့လိုပတင်းပေါက်နားမှာမထားတာတို့သိရမလားအဲ့လိုမျိုးအာယုံကိုဆွဲစီမဲ့တခြားနေရာတွေမှာမထားဘူးပေါ့နော်ပြောကြအတန်တွေပါစူညံတဲ့နေရာတွေပါမထားဘူးပေါ့နော်အတန်ဒီဘက်မှာစူရဲဆိုရှင်တခြားဘက်ကအတန်တချမ်းဘက်မှာထားမယ်ပေါ့ပြီးတော့ဆိုလည်းအတန်းချင်းမှာတော့ဒီတန်းနည်းကွက်ရဖြစ်တယ်ဆိုကွက်ရဖြစ်တဲ့တန်းမှာရွှေ့ထားတာတို့အဲ့လိုမျိုးတွေပေါ့နော်အဲ့ဒါမျိုးလေးတွေကိုအရင်ဆုံးလုပ်ရမယ်ပေါ့နော်ပြီးတော့ကြတော့ second line management ကကြတော့မှသူတို့ behavior plus medication ပေါ့နော် medication ပေါ့အဲ့ medication ကဆိုလို့ရှိရင်medication ပို့ပေးမယ်ပေါ့နော် second line မှာ behavior modification plus medication ပေါ့ medication မှာaccording to the NICE guideline first line second line third line ဆိုပြီးတော့3ခုရှိရပေါ့နော်ပြီးတော့ကြတော့နောက်တစ်ခုကကြတော့cognitive behavior therapy CBT ပေါ့နော် CBT တို့ psychotherapy တို့အဲ့ဒါတွေကတော့နည်းနည်းကြီးလာတဲ့ကလေးတွေကိုပေါ့နော်ကြီးလာတဲ့ကလေးတွေကိုသူတို့ကိုဘယ်ခေါ်မလဲconcentration တို့ hyperactivity တို့အဲ့လိုဟာမျိုးသူတို့ကိုသူတို့ဘလို့ပြန်ထိန်းနိုင်အောင်ပေါ့နော်တင်ပေးတဲ့ပေါ့နော် therapist တွေကတင်ပေးတဲ့ဟာပေါ့နော်အဲ့လိုမျိုးလေးတွေပေါ့အဲ့လို session ပေါ့ဒီအင်္ဂလန်မှာသူတို့ကဒီ NICE guideline မှာဒါရေးထားတာပါဒါပေမဲ့ because အင်္ဂလန်မှာ resources တွေက not available ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီမရှိတဲ့ကလေးတွေဆိုလို့ရှိရင်ဒီ service ကိုမရကြပါဘူးတဲ့မလားဘာလို့လဲဆိုတော့မရှိလို့resource မရှိလို့ပေါ့နော်သူတို့က NICE guideline မှာတော့ရေးထားပါတယ်ဒါပေမဲ့ resource မရှိတော့မရကြအောင်အများဖြင့်ကသူကဒီဥစ္စာလူကြီးတွေမှာတော့လူကြီးတွေဘက်မှာတော့သူကရှိရဒီ CBT treatment ကတော့ management ကပေါ့နော် CBT ကအဲ့ဒီလူကြီးတွေမှာတော့ CBT treatment ကeffective ဖြစ်တယ်လို့ပြောကြတယ်ပေါ့နော်မာတော့ pediatrician ဆိုတော့မာတေချာတော့တယ်မလားကိုတွေ့ဟိုကတော့မသိဘူးပေါ့နော် effect ဖြစ်လားမဖြစ်လားတော့မသိဘူးဒါပေမဲ့ကလေးတွေမှာတော့ nearly 0ပဲပေါ့နော်0မဆိုတခါမှမာတို့ service မှာမာတို့ department မှာအဲ့ဒီ psychiatric သူက psychiatric တော့ဟာ psychologist တွေကပေးတာကို therapy อ่ะဆိုတော့အမှမရှိဘူးပေါ့နော်အဲ့မရှိဘူးပြီးတော့နောက်တစ်ခုကကျတော့ dietary advice ပေးလို့ရတယ်ပေါ့နော်ကလေးအများစုကတော့အချိုစားရင်
ပေါ့နော်တခြားအချို့စားလို့ရှိရင်သူတို့က hyperactive စားပြရနဲ့ ADHD ကလေးတွေကသူတို့က more hyperactive ဖြစ်တယ်နောက်တစ်ခုကကြတော့ caffeine ပါတဲ့ဟာတွေသူတို့ကဖြစ်တယ်ပေါ့နော်ဒါပေမဲ့patient နေရမှာဆိုလို့ရှိရင်တချို့ကလေးတွေတွေ့ပူတာသူတို့ကလိမ်မော်သီးစားတာနဲ့ဖြစ်တယ်တချို့အမေကပြောတာဆိုတချို့အမေဆိုရှင်ပြောတာငပြောသီးစားတာနဲ့ဖြစ်တယ်ငပြောသီးနဲ့မတည့်ဘူးငပြောစားပြီးရင်သူတို့ကတစ်ချိန်လုံးဟိုကနမငိန်တော့ဘူးပေါ့နော်အဲ့လိုဟာမျိုးပြောကြတယ်ပြီးတော့ကြတော့ strawberry ဟာမျိုးနဲ့ဖြစ်တာတွေ့ပူတယ်ပြီးတော့ကြပြောင်းဘူးအဲ့လိုဟာမျိုးနဲ့ဖြစ်တာတွေ့ပူတယ်အများစုကတော့ကလေးအများစုကတော့အချိုပေါ့နော်အချိုနဲ့ပြီးတော့ကြတော့ caffeine နဲ့ပေါ့နော်အဲ့ဒါအများစုပြီးတော့ကြတော့မတို့က lifestyle ကို change လုပ်ဖို့သူတို့ advice ပေးရတယ် lifestyle ဆိုဘယ်လိုလဲဆိုဒီကလေးတွေကသူတို့မှာ energy ရအရန်များလေများတော့သူတို့တွေကိုသူတို့ရဲ့ energy ကို they need to use ပေါ့နော် as much as they can ပေါ့နော်ဘာလို့လဲဆိုတော့အဲ့ဒါကြောင့်ဒီကလေးတွေကကြာအများဖြင့် ADHD နဲ့ပတ်သက်တဲ့ကလေးတွေကသူတို့က sport တွေဘာတွေမှာထူးချွန်တတ်တယ်ဘာလို့ဆိုသူတို့ကအဲ့လိုလှုပ်ရှားနေတာ physical activity တွေအရန်များဆိုအဲ့လိုဟာမျိုးတွေမှာဆိုတော့သူတို့အမေတွေ encourage လုပ်ခိုင်း encourage လုပ်ပါနင်တို့သူတို့ဘာကိုသူတို့ဆိုတာဘာ talent ရှိလဲပေါ့ okay ဟောဖြစ်တယ်ဆိုလို့ရှိရင် sport club တွေပါပို့အဲ့ဒါတတိပေးရတယ်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ ADHD ကလေးတော်တော်များများကသူတို့က sleep problem နဲ့ associated ဖြစ်တယ်သူတို့ကဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့ brain က switch off မလုပ်နိုင်တော့တဲ့မလားတော်တော်နဲ့အိမ်မပျော်ဘူးသူတို့ကလေးတွေကပေါ့နော်အဲ့ဒါအိမ်မပျော်ဘူးပျော်ပြန်တဲ့ကလေးတွေကြောက်လေခဏလေးပဲတဲ့မလားသူတို့အိတ်ချိန်ကနေတယ်ချို့ကလေးကြောက်လေညဘက်နိုးတက်ကြတယ်ပေါ့နော်အဲ့လိုဟာမျိုးကြီးဖြစ်တယ်အဲ့ဒါကြောင့်မလို့ as during the day activity မှာဆိုမကတော့သူတို့တွေကိုအရန်ပြောတယ်ပါဆိုတော့ဒီနေကလေးတွေကိုနှိအကြောင်းပြရနဲ့အိမ်ပြန်မပို့နဲ့ပေါ့နော်တဲ့မလားအနေဒီကအမေတော်များများလည်းလုံးမလုံးကြအောင်ဆိုတော့အိမ်ပြန်မပို့နဲ့နေတို့ကြီးပတ်ခေါ်ကူမှာသူတို့တွေကိုတမလားအရန်ဆော့ခိုင်းပေါ့ဆော့ခိုင်းလို့ရှိရင်အဲ့ဒါအိမ်ရောက်လို့ရှိရင်ညရလို့ရှိရင်သူတို့မောပြီးတော့ပိုအိတ်တယ်ပေါ့နော်အိတ်တယ်ဆိုတာလဲသူတို့က good quality sleep ရတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့သူတို့ရဲ့ advice ကိုပြောတယ်အဲ့ပေါ့နော် lifestyle advice ကိုပြောပြီးလို့ရှိရင်လည်းအဲ့ဒီဟိုပါပေါ့ဒီပူခန္ဓာ melatonin ထုတ်တာတဲ့မလားမတို့က circadian rhythm ရှိရဆိုတော့သူတို့ကြီးnight time ကြမှာဟိုဖြစ်တယ်ဆိုတော့ဒီအင်္ဂလန်မှာဆိုလို့ရှိရင် summer time ဆိုလို့ရှိရင်10နာရီတခါကျရင်10နာရီ17နာရီနေရမဝင်သေးဘူးလင်းထိန်နေရလေအဲ့လိုဟာမျိုးကြီးဆိုရှင်သူတို့တွေကိုသတိပေးရတယ်နင်တို့ကြီးတမလားဒီဟိုဟာဆိုလို့ရှိရင် curtain တွေကိုတမလား blackout curtain တွေလုပ်ပြီးတော့ at least 2 or 3 hours they should be in the night time environment ဖြစ်အောင်သူတို့ create လုပ်တော့မှအဲ့ဒီ melatonin ကထပ်ပြီးတော့မှအမှပို့ပြီးတော့ sleep ကို help လုပ်မှာဆိုတဲ့ဟာမျိုးလေးတွေအဲ့လို advice လေးပြောရတာပေါ့နော်အဲ့ဒါတွေကအဓိကတော့ဒီ ADHD management ပေါ့နော်အဲ့ဒီမှာ medication ပေါ့နော် medication ကိုမတို့ကသွားတော့မယ်ပေးတော့မယ်ဆိုလို့ရှိရင်တော့မသိတဲ့အတိုင်းပဲမတို့ကဒီတေချာ medical history ကိုတေချာအောင်history taking နဲ့တေချာအောင်မေးထားတာပေါ့နော်အဲ့ဒီမှာဒီအဲ့ဒါပါဖို့အရေးကြီးရပေါ့နော် mental health social circumstance ကဘယ်လိုလဲပြီးတော့じゃ education သူတို့ရဲ့ employment ဘယ်လိုလဲပေါ့နော်ပြီးတော့じゃ employment ဆိုအမှလူကြီးနည်းနည်းတော့ teenager တွေပါဟို adolescent ဖြစ်လာတဲ့ဟာကိုပြောတာပေါ့နော် risk assessment ဒီကတမန်သူတို့ရှိမှာ documents ရှိလားပြီးတော့じゃသူတို့ရဲ့ compliance ပေါ့နော်ပြီးတော့じゃအမေအဖေတွေကရောဘယ်လိုလဲခါကျရင်အမေအဖေတွေက learning problem ရှိနေတဲ့အမေအဖေစေးပုံမှန်မတိုက်နိုင်တဲ့အမေအဖေအဲ့လိုမျိုးလားအဲ့အရာကြီးလေကိုကလေးလာသေးတယ်လေတဲ့မလားပြီးတော့ကြတော့သူတို့ရဲ့ care ဘယ်လောက်ထိ needy ဖြစ်လဲပြီးတော့ကြတော့သူတို့မှာဘာ medical background ရှိလဲပြီးတော့ကြ weight တွေ height တွေဒါတွေကိုနေလောက်ရတယ် cardiovascular system နဲ့ blood pressure ကိုthe whole body ကို check လုပ်ရတယ်ကွာ but cardiovascular system နဲ့ blood pressure အဓိကလောက်ရခြင်းအကြောင်းအရာဘာဖြစ်လို့လဲဆိုတော့ the major some of them side effects of the stimulant medication high blood pressure ဖြစ်စေရပြီးတော့ကြတော့အဲ့ဒီnon stimulant တွေကြတော့ low blood pressure ဖြစ်စေရပြီးတော့ကြတော့ tachycardia တွေဖြစ်စေရ bradycardia tachycardia လိုဟာမျိုးတွေဖြစ်စေအဲ့ဒါကြောင့်မလို့အဲ့ဒါတွေကိုassessment လုပ်ရတယ် history ကောင်းကောင်းယူရတယ်ပေါ့နော်
So medication မှာပြောသလိုပဲ 3 types ရှိရပေါ့နော် methylphenidate ပေါ့နော် is a stimulant group major ရနှစ်ခုရှိရ stimulant group နဲ့ non stimulant group ပေါ့နော် number 1 methylphenidate ကဆိုလို့ရှိရင်သူက stimulant group ထဲမှာပါတယ်သူမှာ long acting ရှိရ short acting ရှိရပေါ့နော်second ကကြတော့ less amphetamine ပေါ့နော် amphetamine ပေါ့နော်သူက stimulant group ဖြစ်တယ်သူတို့ရdeath amphetamine ကတော့ less amphetamine ကိုnice ခိုင်လိုက် less amphetamine ကိုမဖြစ်တော့မှ death amphetamine ကိုပေးပါလို့သူကပြောထားတယ် non stimulant group မှာသူကနှစ်ခုရှိရ adenosine group နဲ့ guanfacine group ဆိုတာရှိရပေါ့နော်အဲ့မှာ stimulant medication အပေါ်က number 1 နဲ့ 2 ပေါ့နော်အဲ့ဒါတွေကဘာဖြစ်စေလဲဆိုတော့သူနှစ်ခုပါတဲ့သူက dopamine နဲ့ adrenaline action ကိုဒီ neurological synapse တွေမှာများစီရဘယ်လိုများစီရလဲဆိုတော့သူရဲ့ uptake receptor တွေ block လုပ်ပြီးတော့နော်အဲ့လိုမျိုးများစီရပြီးတော့ကြတော့ adenosine ကကြတော့ adrenaline နဲ့ noradrenaline ကိုများစီရ blocking by the noradrenaline uptake transporter ပေါ့နော်အဲ့ဒါကိုများစီရပြီးတော့ guanfacine ကကြတော့သူကကြတော့ noradrenergic ကိုသူ enhancing ဖြစ်စေရဘယ်လိုလဲဆိုတော့သူက selective alpha 2A antagonist ဖြစ်လို့အဲ့ဒါကြောင့်မို့သူရဲ့ noradrenergic transmission ကို enhancing ဖြစ်စေ especially in the frontal lobe cortex မှာပေါ့နော်အဲ့ဒါကြောင့်မို့သူရဲ့ inattention နဲ့ impulsive control ကကောင်းစေပေါ့နော်အမရဲ့ပေါ့နော် practice ကိုသူရဲ့ထဲမှာလည်းရေးထားတာအဲ့ guanfacine နေကတော့အမ practice လို့အမအများကြီးပဲ ADHD children တွေကအဲ့ဒီ group ထဲမှာဆိုရှင် guanfacine group ကဆိုလို့ရှိရင်အဲ့ဒီ autism တချို့ပါလဲ non-verbal ပေါ့နော်ပြီးတော့ learning disability ရှိရယ်အဲ့လိုကလေးတွေမှာဆိုလို့ရှိရင်အဲ့ဒီ guanfacine ကတခြားဟာတွေက stimulant group တွေကတခါကျရင်သူတို့ aggressive behavior နဲ့ side effect တွေလာတက်ပြီးတော့ guanfacine ဆိုလို့ရှိရင်သူတို့ကresponse တွေ့ရဖြစ်တာပုံများတာတွေ့ရတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေ့ရတယ်adenosine ကိုတော့အမကကောင်းမယ်အများအပြား tick patient တွေမှာသုံးတာများတယ်ဘာလို့ဆိုတော့သူကကြတော့ tick ကို exaggerated မဖြစ်စေပေါ့နော် methylphenidate တို့less amphetamine တို့ကကြတော့ tick underlying tick ရှိလို့ရှိရင်သူတို့က tick ကိုပုံများစေရပေါ့နော်ဒါပေမဲ့များစေပေမဲ့လည်းအချိန်တစ်ခုရောက်လာလို့ရှိရင် tick က subtle ဖြစ်သွားတယ်ပေါ့ဒါပေမဲ့တချို့အမေကြတော့ tick ကိုအရန်ကိုသူကစိတ်ပူတယ်တဲ့မလားအဲ့လိုမျိုးဆိုတော့အဲ့လိုအရန်စိတ်ပူတဲ့အမေမှာဆိုရင်တော့အမက adenosine ကိုတခါတည်းအစကတည်းကစလိုက်တာညားတယ်ဘာဖြစ်လို့ဆိုသူက tick ကို exaggerate မဖြစ်စေလို့ပေါ့နော်အဲ့လိုမျိုးပေါ့ဆိုတော့ဒီ methylphenidate က side effect ကဘာလဲဆိုတော့သူရဲ့ common side effect ကဆိုလို့ရှိရင်သူကဒီအဲ့ကို stimulant medication ဖြစ်တဲ့အတွက်ကြောင့် number 1 နဲ့ 2 ပေါ့နော် stimulant medication ဖြစ်တဲ့အတွက်ကြောင့်သူတို့ရဲ့ effect က more on the sleep problem anyway so သူတို့အဲ့ကလေးတွေဖြစ်လိုက်လို့ရှိရင်သူတို့က sleep ကို more effective ဖြစ်စေရပေါ့သူတို့အစတွေက ADHD children တွေကအများအပြား sleep problem ရှိကြတာများတယ်ပေါ့နော် on top of it သူတို့ကပို့ပြီးတော့ပြဿနာဖြစ်စေရပြီးတော့ကြတော့အဲ့ဒီနှစ်ခုစလုံးကသူတို့ရဲ့appetite ကိုကျစေရပေါ့နော်အဲ့ဒါကြောင့်မလို့ဒီ medication တွေအားဆိုလို့ရှိရင်သူကmethylphenidate ကတော့ long acting ဆိုရှင် around 6 to 8 hours လောက် bloodstream ထဲမှာပေါ့နော်အသွေး effect က action ရရှိရပေါ့နော်ပြီးတော့ at the end of the day they normally get rid of from the body ပေါ့တဲ့လားအဲ့ဒါတွေကဆိုလို့ရှိရင်အဲ့ဒါကြောင့်မလို့ဒီ parents ကိုအမြဲတမ်း one of the thing I advise is မနေ့ဆို breakfast ကိုကောင်းကောင်းကျွေးပြီးတော့မှကြောင်းလှုပ်ပါဘာလို့ဆိုတော့ဒီ medication တွေကသူက loss appetite ကိုဖြစ်စေရသူတို့ bloodstream နဲ့ active ဖြစ်နေတဲ့အချိန်မှာဆိုလို့ရှိရင်ဆိုတော့ခါကျရင်ကလေးတွေက loss ဖြစ်စေရတချို့ကလေးတွေက reduce ဖြစ်စေရပေါ့နော်အဲဒါကြောင့်မို့သူတို့ lunch ကိုတိတ်မစားကြဘူးပေါ့ဒါပေမဲ့ကြောင်းပြန်လာလို့ရှိရင် bloodstream ထဲမှာ
level အကျလာတယ်လာတာဒီကြောင့်သူတို့ကလေးတွေကဘိုက်စားတယ်ဘိုက်စားတော့သူတို့ကကြောင်းပြန်လာရင် snack စားတယ် snack ကျွေးကြောင်းပြန်လာရင်ပို့ကျွေးခိုင်းတယ်ပေါ့လေအဲကြောင့်အမအမြင်ပြောရဲပြန်လာတဲ့ snack ကျွေး3ဒီမှာကြာ9နာရီကနေ3နာရီဆိုတော့3နာရီ snack ကျွေးပြီး dinner ကျွေးပြီးတော့ညအိတ်ခန့်နေကြရင်တစ်ခါထပ်ကျွေးလို့ပြောတယ်ဘာဖြစ်လို့ဆိုတော့အကယ်၍အဲ့လိုမကျွေးလို့ရှိရင်ဒီကလေးတွေက weight loss နဲ့ present ဖြစ်တဲ့ပေါ့နော်အဲ့ဒါဖြစ်တဲ့ပြောကြဒီ stimulant medication တွေက high blood pressure နဲ့ပြန်လာတက်တဲ့ side effect ကပြီးလို့ရှိရင် tachycardia နဲ့လာတက်တယ်another thing ကကြတော့ဒီကလေးတွေကဒီ medication တွေကဆိုရှင်တစ်ခါကြရင်သူတို့ side effect ကဆိုရှင် aggression တွေပိုင်းနဲ့ဒီမှာငြိမ်စေလို့သူတို့တွေကို calm down ဖြစ်ချင်လို့ပေးတာဒါပေမဲ့သူတို့က calm down မဖြစ်ဘဲနဲ့ aggressive behavior နဲ့လာတက်တယ်အဲ့လိုဟာမျိုးဆိုရှင် is not suitable for them ပေါ့နော်အဲ့လိုမျိုးလေးဖြစ်တယ်ဆိုတော့အဲ့ဒါတွေကအဓိကပေါ့နော်ကျန်တဲ့ဟာတွေကတော့ side effect တွေကတော့တခြားဟာတွေကရှိပါတယ်ဒီ side effects appetite နဲ့ဟိုပါပေါ့နော်loss of appetite နဲ့ blood pressure အဲ့ဒါတော့sleep ပေါ့နော်အဲ့ဒါတော့ major problem ပေါ့နော်guanfacine ကကြတော့tamoxifen နဲ့ guanfacine တို့ကကြသူတို့ကကြဘာဖြစ်လဲဆိုတော့သူတို့တွေကိုအများဖြင့်သူက sleep ကို help လုပ်တယ်ဒီသူတို့ရဲ့ guanfacine တို့ tamoxifen non stimulant group သူတို့တွေကကြတော့သူတို့က blood stream ထဲမှာ build up ဖြစ်သွားတာ therapeutic level ရောက်ဖို့တကူ build up ဖြစ်သွားတာဆိုတော့သူတို့တွေက regularly သူတို့ရဲ့ action ကအများဖြင့် guanfacine ဆိုရှင်3 to 4 weeks 6 week ပေါ့3 to 6 week လောက်မှာ action ကိုတွေ့ရတာများတယ်ဖြစ်လို့ရှိရင်သူတို့ကabruptly stop မလုပ်ခိုင်းပါဆို rebound သူတို့ high blood pressure ရတက်လို့ပေါ့နော်သူတို့ရဲ့ side effect က low blood pressure ဖြစ်တယ်အဲဒါကြောင့်အများအဖြစ်အမှားတော့ညပိုင်းမှာပေးတယ်အိတ်ခမ်းနီးမှာပေးတယ်ပေါ့နော်ပြီးတော့သူတို့ကလည်းဒီ sleep ကို help ဖြစ်စေတယ်ပေါ့အားလုံးကိုညတိုင်းပေးလားဆိုတော့အမရှိမှတချို့ကလေးတွေကိုညတိုင်းမပေးပါဘူးဘာလို့ဆိုတော့တချို့ကလေးတွေရှိတယ်သူပေးလိုက်လို့ရှိရင်သူကအမေကပြောတယ်ညပေးလိုက်လို့ရှိရင်သူကမနက်ညမအိပ်ဘူးတဲ့တမနက်လုံးသူတို့ metabolism rate ကကွာလို့လေနောက်ကြောင်းရောက်လို့ရှိရင်ကြောင်းမတချိန်လုံးအိပ်တယ်ဆိုတော့အဲ့လိုကလေးမျိုးကြတော့အမကswap လုပ်ပြီးတော့မနက်ကြောင်းပြီးသူတို့ရဲ့ rate of metabolism is a little bit different ပေါ့နော်အဲ့ဒါကြောင့်မလို့အမကသူ့ကိုဆိုရှင်မနက်ပိုင်းပေးတာများတယ်ပေါ့နော်အဲ့ဒါလေးတွေကတော့ဒီ medication ပေါ့နော် medication ရဲ့အောင်နေလေးအမကဒီသူတို့ရဲ့ leaflet လေးအမပို့လိုက်ပါမယ်ဟိုပါတွေအကုန်လုံးဟိုဖတ်ချင်လဲဖတ်လို့ရအောင်ပြီးတော့လည်းအမကအခုကြားတာကဗမာပြည်မှာတော့ဒီ medication တွေကိုcontrol drug မလို့တဲ့တော်တော်ကြီးကိုဝယ်လို့မရဘူးလို့ကြားပါတယ်အဲ့ဒါကြောင့်မို့အမတီးတလောက်ဗမာပြည်က medication အနေပေါ့နော် ADHD children နေရဆိုလို့ရှိရင်antipsychotic medication တွေ on ထားတာတွေ့ပါတယ်ဒီမှာကဒီက ADHD ကလေးတွေကို antipsychotic မ on ပါဘူးဗမာပြည်မှာမဟုတ်ပါဘူးတခြားနိုင်ငံကလာတဲ့လူတွေပါကစ္စတန်တို့အီရန်တို့အဲ့လာတဲ့လူတွေဆိုလို့ရှိရင်လေခေါမလဲအများဖြင့်respiradone တွေ on ထားတာတွေ့တယ်ပေါ့နော်အဓိကအဲ့ဒီဘာဖြစ်လဲဆိုတော့သူတို့ရဲ့ action ကခေါမလဲကလေးတွေကိုငြိမ်သွားစေတာပဲရှိတယ်ပေါ့နော်ဒါပေမဲ့သူတို့ရဲ့ခေါမလဲ concentration attention မကောင်းလာတာမျိုးမရှိရတဲ့အတွက်ကြောင့်အဓိကမတို့ပေးတာဒီ concentration attention ကိုကောင်းစေချင်တော့မှသူတို့ကဒီကလေးတွေကကလေးတွေဆိုတာ school going age လေ school going age ဆိုတော့ concentration attention ကောင်းလာရင်သူတို့က learning လုပ်မယ်ဆို their understanding will be getting better they are understanding better if they are understanding better behavior problem ဖြစ်တဲ့ကလေးဆိုလို့ရှိရင်လည်း they will change ပေါ့နော် that is the aim ပေါ့နော်ဒီ ADHD ကလေးတွေကအမတွေ့တဲ့လောက်ကသူတို့ရဲ့ hyperactivity က not obviously change မဖြစ်သွားပါဘူးတက်လားခေါမလဲသူများပြောသလိုဒီ ADHD ပေးလိုက် medication ပေးလိုက်တာနဲ့တခါတည်းအရန်ကိုဆက်စလုခတုံကလေးကငြိမ်ကျက်သွားတယ်ဆိုတာမျိုးမဟုတ်ပါဘူးတက်လားနည်းနည်းလေးသူကပိုငြိမ်နည်းနည်းလေးမတိမတာလေးငြိမ်သွားတယ်ဒါပေမဲ့သူတို့ရဲ့ concentration attention တော်တော်ကောင်းလာတယ်ပြီးတော့ကြတော့စာတွေပါပို့ပြီးတော့အရင်အထက်လိုက်နိုင်တယ်အဲ့ဒါက major
response ပေါ့နော်ဒီဆီယာမတွေဆိုလို့ရှိရင်ဒီ response ဖြစ်တဲ့ကလေးဆိုရှင်သူကသူအင်အားထက်ဆိုင်စာရေးနည်းနည်းပို့ပြီးတော့သူရဲ့ task ကြီးအင်အားထက်ဆိုင်ပြီးလာတယ်ဆိုတဲ့ဟာလေးfeedback ပြန်ရတယ်ပေါ့နော်အဲ့လိုမျိုးလေးရှိတယ်ဆိုတော့ဒီမှာကအဲ့ဒီ respirator antipsychotic တို့ကိုအရန်ကို behavior management လုပ်နိုင်တဲ့ကလေးတွေပါပဲအဲ့လို mental health problem လို့သူကတတ်မှတ်ပြီးတော့အဲ့လိုစာမျိုးမှာပေးရပေါ့အဲ့လိုဟာမျိုးတွေမှာပဲပေးရပါဒီမှာတော့yeah so အခုဆိုရှင်အမက sorry အခုပြီးသွားပါပြီဟိုကပေါ့နော်ဒီ medication တွေရဲ့ဟာလေးကို side effect လေးတွေအမထပ်မသွားတော့ဘူးအဲ့ဒါလေးတွေကိုတစ်ချက်အမစာရွက်လေးပို့လိုက်ပါမယ်ဒီဥစ္စာလေးကတော့ nice guideline ပေါ့နော် NHS nice guideline ရဲ့website လေးပါ link လေးပါအမဝင်ကြည့်လို့ရပါတယ်เนาะဒါဒီမိုက် talk လေးကတော့ဒါပါပဲဘာ question တွေရှိလဲမသိမှကြည့်လိုက်အောင်မယ်ဟုတ်ကဲ့မ question လေးတွေရှိပါတယ် ADHD နဲ့ depression တွဲရင်တဲ့ diagnosis နဲ့ management ဘယ်လိုလုပ်ရပါလဲတဲ့ Amaka, I'm not a psychiatric anyway. Soအများဖြင့်ဒီ ADHD နဲ့အများဖြင့်လာတယ်ပေါ့နော်အများဖြင့်သူတို့နှစ်ခုတွဲပြီးတော့ diagnosis လာဖို့ဆိုတော့တစ်ခုကို treat လုပ်ပြီးတော့မှအများဖြင့်လာလို့ရှိရင် depressive sign နဲ့လာလား ADHD sign နဲ့လာလားပေါ့နော်အဲ့လိုဟာမျိုးဖြစ်နိုင်တယ်ပြီးတော့ကြတော့အပေါ်မှာမူတည်ပြီး diagnosis လုပ်မှာပေါ့လေတဲ့မလားအမက depression ကို diagnosis မလုပ်ပါဘူးအမက pediatrician ဖြစ်တဲ့အတွက်ကြောင့်depressive symptom တွေနဲ့လာမယ်ဆိုလို့ရှိရင်အမရဲ့ colleague အမတို့ department မှာရှိတဲ့ colleague ဖြစ်တဲ့ psychiatric team ကိုလွှဲပေးပါတယ်ဒါပေမဲ့အမရှိမှရှိနေတဲ့ ADHD children တွေက the ADHD management ယူထားပြီးပြီဒါပေမဲ့သူက depression နဲ့လာတယ်ဆိုလို့ရှိရင်အဲ့မှာဆိုလို့ရှိရင်အဲ့ချိန်ကြလို့ရှိရင် antidepressant ထည့်ပေးရတယ်ပေါ့နော်ထည့်ပေးရတယ်ဆိုတော့အဲ့ချိန်ကြတော့psychiatric တွေကသူက they are the one who manage it ပေါ့နော် antidepressant ကိုပေါ့နော်ပြီးတော့ကြတော့ဒီအင်္ဂလန်မှာဆိုလို့ရှိရင်အမားတို့က ADHD children တွေကို under 11မှာဆိုအမားတို့က diagnosis လုပ်အမားတို့ နဲ့ psychiatric နဲ့ they are similar ပေါ့နော် we are doing the similar doing the similar job but they do more on the mental health problem we do more on the physical health problem so if there is a physical health problem ပါလို့ရှိရင်သူတို့က psychiatric တွေကအမားတို့ နဲ့ discuss လုပ်ပြီးတော့အမားတို့က joint clinic တွေရှိတယ် joint clinic မှာအတူ discuss လုပ်ပြီးတော့joint clinic မှာ assessment လုပ်ပြီးတော့ joint clinic မှာဘာ management အတူတူလုပ်ကြရတယ်ပေါ့နော်အဲ့လိုပဲ ADHD children ပေါ့နော်သူက mental health problem နဲ့လာမယ်ဆိုလို့ရှိရင်အမတို့လည်းအဲ့လိုပဲ joint clinic တွေမှာအမတို့တနေ့ပေါ့နော်psychiatric consultant and then pediatrician လုပ်ပြီးတော့ management အတူတူလုပ်ပါတယ်ဒါပေမဲ့အမတို့အနေနဲ့ our own self never manage them mental health problem like a depression or psychosis တို့အဲ့လိုဟာမျိုးတွေပေါ့နော်ပြီးတော့ကြတော့ oppositional defiance disorder တွေကိုအမတို့ကလေးတွေမှာ psychiatric တွေကလည်း diagnosis မပေးပါဘူးတက်မလားအဲ့ဒါတွေအမတို့ဒီတက်မလားသူတို့ရအသက်ကြီးမှဒါနည်းနည်းလေးတင်းနေကြကျော်18လောက်ဆိုတော့ပေးခြင်းပေးမယ်ခုငယ်ငယ်လေးမှမပေးကြပါဘူး diagnosis ကို psychiatric တွေကလည်းမပေးကြပါဘူးအဲ့ဒါဆိုတော့ diagnosis and management ကတော့အများအပြားအဲ့လိုတွဲပြီးတော့မလာဘူးတစ်ခုစီလာပြီးတော့မှတက်မလား diagnosis ပေးတာပေါ့နော်ဒါပေမဲ့ ADHD presentation နဲ့လာပြီး ADHD present လုပ်ပြီးတော့မှ PCC diagnosis ရပြီးတော့မှ depression ဝင်တာလည်းဖြစ်နိုင်တယ်ဘာလို့ဆို ADHD နဲ့ depression ကသူတို့ရဲ့ symptom ကြီးက wrong one opposite ကြီးတဲ့မလားအဲ့လိုမျိုးဆိုတော့ဒါပေမဲ့ ADHD ဖြစ်လို့ရှိရင်နောက်ပိုင်း depression ဖြစ်နိုင်အမပြောတာနားလေလားတော့မသိ
ကိုမစကားပြောရင်ပြောနေလဲနေတာ ADHD အတွက်ငြိမ်အောင်ပေးတဲ့ medication တွေက okay အဲ့ဒါတွေကဟုတ်တယ် ADHD medication တွေ one of the side effect က depression ပဲဆိုတော့အဲ့လို ADHD ကိုအခုမှစပေးတယ်ဆိုလို့ရှိရင်စပေးပြီးတော့အမေကပြောတယ်ဒီနေ့ပဲလာမတို့ကပေးပြီးလို့ရှိရင်မတို့ရဲ့ department မှာမရဲ့ ADHD nurse နဲ့ pharmacist ကသူတို့ရပေါ့နော်9 to 5 every day incoming call တွေသူတို့ခေါ်ယူရပေါ့နော်မတို့ကmedication စလိုက်တာနဲ့နင်တို့ side effect ဖြစ်တယ်ဆိုလို့ရှိရင် severe side effect ဆိုဆေးရုံပြေးအကယ်၍severe မဟုတ်ဘူးတမလား side effect ပေါ့နော်တချို့ဟာ side effect ထင်တယ်လို့ဟိုဟာဖြစ်တယ်ပေါ့နော်အဲ့လိုဟာမျိုးဆိုလို့ရှိရင်တော့ contact လို့ဆိုတော့ပြောထားလို့ရှိရင်လို့ပေါ့နော်သူတို့ရthey are in touch with us ပေါ့နော် anytime they can in touch with us အဲ့လိုဟာမျိုးဆိုရှင်အဲ့လိုစပြီးတော့မှအမေကပြောဦးနဲ့အခုနေပေးတာ3ရက်လောက်မှနေပြီးတော့ तू ကပေါ့အရန် emotional ဖြစ်တယ်ခါကျရင်လုံးဝအခန်းထဲကလုံးဝမထွက်တော့ဘူးအရန်ကိုငြိမ်ကြသွားတယ်တဲ့မလားပြီးလို့ရှိရင်လည်းအစားလည်းမစားဘူးတဲ့မလားသူ့ကြည့်လိုက်တငုံငိုတမိုင်နဲ့ဖြစ်နေရဆိုရှင်အဲ့ဒါသူရဲ့ ADHD ရဲ့ side effect ပဲ medication ရဲ့ side effects ပဲအဲ့ဒါဆိုရှင် it's not suitable for him we ADHD medication နေအားဆိုလို့ရှိရင်အဲ့ဒီကလေးတယောက်ရဲ့ personality ကို we don't want to change their personality we just want to calm them down a bit yeah calm them down ဆိုတာလဲတမလားလုံးဝငြိမ်သွားတာမဟုတ်ဘူးသူတို့အများဖြစ်အောင်အဓိကရည်ရွယ်ချက်က concentration attention လေးဘတ်ထပ်ဖြစ်ဖို့ပဲတဲ့မလားအဲ့ဒီအိမ်ပေါ့နော်သူတို့အရန်ငြိမ်သွားပြီးတော့လုံးဝခေါမလဲလုံးဝ totally depressed ဖြစ်ပြီးတော့တမလားငုံတရီနဲ့တမလားမစားမအိပ်အဲ့လိုမျိုးဖြစ်နေတော့ဒါက is a side effects then we have to switch we have to change to another medication so if they are in the first line I always go to the second line and then so there is a second line then I will go to that line apart from them the children with the autism no the children with the autism non-verbal very severe သူတို့လုံးဝ non-verbal ဖြစ်တယ်ပြီးတော့ကြတော့သူတို့ရအရန်non-verbal ဖြစ်တယ်ပြီးတော့ကြတော့သူတို့ရဘယ်လိုလဲlearning disability လည်းရှိရဲ့တဲ့မလား learning disability လည်းရှိရဲ့တဲ့မလားအဲ့လိုဟာမျိုးတွေဆိုလို့ရှိရင်လုံးဝတဲ့မလားအရန်ကိုအငြင်းကိုအရန်မနေတဲ့မလား family ကိုလည်းဒုက္ခပေးဆိုတာလည်းသူတို့ရဲ့ behavior ပေါ့နော်အဲ့လို family ကိုလည်းဖြစ်စေရ affect ဖြစ်စေရဆိုလို့ရှိရင်တော့အမကfirst line methylphenidate နဲ့ side effect တွေလာတယ်ဆိုလို့ရှိရင်အမက instead of trying to another stimulant I go to for the third line mainly guanfacine most of them the autistic အမရဲ့ experience နဲ့အမရဲ့ပေါ့နော်သူတို့ရဲ့ပြောထားတဲ့အရာဆိုရှင် autistic children တွေမှာ guanfacine တွေကအဲ့လိုကလေးမှာ guanfacine က more effective ဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အဲ့လိုမျိုးအမကတော့ second line ကိုကျော်ပြီး third line ကိုစပေးဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးပေးတယ်ပေါ့ဆိုတော့အဲ့ဒါက ADHD medication ပေါ့နော် so diet ကြောင့်ဆိုတဲ့ ADHD မှာ metabolic disorder စစ်ဖို့လိုလားတဲ့မာတို့ကမစစ်ဘူးဘာဖြစ်လို့လဲဆိုတော့ like allergy ပေါ့နော် allergy မှာဆိုလို့ရှိရင် allergic ဖြစ်နေတဲ့ဟာကိုဘာလို့ဆက်ပေးမလဲပေါ့နော်အဲ့လိုမျိုးပေါ့နော်ဒါပေမဲ့ America လူတွေဆိုရင်တော့စစ်မယ်ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ America လူတွေက they do a lot of investigation than we do ပေါ့နော်အဲ့ဒါလေးกว่าတယ်မာတို့ကကြတော့တိတ်ပြီးတော့မဖြစ်ဘူးပေါ့နော်ဘာလို့ဆိုတော့တခါကျရင် example like allergy ဖြစ်နေရဆိုတခါကျရင် allergic reaction ရဆိုးဝါးပြင်မဲ့လေသူတို့ရဲ့ test ဆယ်မှာသူတို့ရဲ့ IgE level ကြီးပါအဲ့လောက်ကြီးများချင်မှများလေဒါပေမဲ့ there's something not there ပေါ့နော်ဒါပေမဲ့များချင်မှများဆိုတော့ it's not correlated with the severity and the thing ပေါ့နော်အဲ့လိုမျိုးဆိုတော့အမတို့ဒီမှာတော့မစစ်ပါဘူးဒါပေမဲ့အမေ diet ကြောင့်ဆိုလို့ရှိရင်တော့အမေအဖေတွေကိုဖြစ်စေရဆိုရင်တော့ဘာလို့ကြွေတော့မှာလဲတခြား there are so many other diet so
let's try and give the other way of other diet ပေါ့နော် so that is what I advise ပေါ့နော်ပြီးတော့ now နောက်တစ်ခုက diet ကြောင့်ပိုဆိုးစတဲ့ ADHD ကတဲ့ irritable bowel syndrome ကြောင့်ဖြစ်တာကောဆိုတော့ diet ကြောင့်ပူဆိုးစေတဲ့ AD မေကွန်းကရှင်းလားမသိသူက အေးမရှင်းလားမသိမှလည်း တီရီဝင်ဆရာမတီရီဝင် ဟာလေအဲ့ ADHD ကလေ irritable bowel syndrome နဲ့လည်း association ရှိတယ်လို့ကြားဘူးလို့လေအခုစားတဲ့အစားအစာအချိုတို့ပြီးသွားရင်သူနဲ့မတည့်ဟာနားထောင်ကြည့်လိုက်တော့ irritable bowel syndrome တွေမှာလည်းအဲ့ဒါတွေကမတည့်တာတွေရှိတတ်တယ်လေအဲ့ဟွာတွေပါတယ်ဟာ fructose တွေပါတယ်ဟာလေအဲ့ဒါနဲ့များအဆက်ဆက်ကြောင်းမလို့ပဲဖြစ်တာလားသူပိုဆိုးတာလေဒီအဲ့ diet စားမှသူပိုကြွလာတယ်ဆိုတော့ဟာအဲ့ဒါတွေအခုဆက်ဆက်ပြီးဖြစ်တာဖြစ်နိုင်တာလို့စဉ်းစားကြည့်ရပါ irritable bowel syndrome ကအေးပေါ့နော်ဟို stress ကြောင့်လည်းဖြစ်နိုင်တယ် diet တွေကြောင့်လည်းဖြစ်နိုင်တယ်ပေါ့နော်maro irritable bowel syndrome is not I'm not that expert ပေါ့နော်ဝေးနေရလဲကြာပြီအဲ့ဒီ area နဲ့ဆိုတော့တမအမရဲ့ဟိုမှာဆိုရင်တော့အဲ diet ကြောင့်ကဘာဖြစ်လဲဆိုတော့တစ်ဖက်ကကြည့်လို့ရှိရင်အေး autism နေမှာအများဖြင့်ကautistic children တွေအမရဲ့အတွေ့အကြုံပေါ့နော် autistic children တွေကသူတို့ကfussy eater ပေါ့နော် fussy eater ဖြစ်တယ်ပြီးတော့ကြတော့သူတို့ရခါကြရင်အဲ့ဒီအနေပေါ့နော်ဟို bowel movement abnormality ပေါ့တော့ဝင်ခဏသွားတာတို့ဘာလို့ ਨੇ သူတို့ဖြစ်တတ်တယ်ပေါ့အဲ့လိုမျိုးသူတို့ကြည့်လိုက်လို့ရှိရင်လည်း investigation တွေကြည့်လိုက်ရှင်လည်းဘာမှထွက်မလာဘူးတွေ့ရတယ်ပေါ့နော်အဲ့ဒါတွေကတော့တင်မလား this investigation အောင်ဆေးရုံဆရာဝန်တွေလုပ်ကြတာပေါ့နော်ဘာမှထွက်လာဘူးဆိုတာလည်းမတွေ့ရတယ်ပေါ့နော်ဒါပေမဲ့ADHD နဲ့ irritable bowel syndrome နဲ့ကတော့မတစ်ခါမှမဆက်မိပေါ့နော်ရှင်းဆုံးပြောရင်ဘာနဲ့ဒါပေမဲ့ diet နဲ့ ADHD နဲ့ကတော့ definitely ဆက်နေတယ်တဲ့လားတော်တော်များများအမေတော်တော်များများပြောငါချွေကျွေးလိုက်ရင်ငါညနေပိုင်းဆိုချိုမကျွေးရဘူးဆိုတဲ့ဟာမျိုးအမေတွေကဘာလို့ဆိုကျွေးလိုက်လို့နည်းနည်းချိုးတဲ့ဟာဆိုမကျွေးလို့ရှိရင်တို့မအိတ်တော့ဘူးချိန်လုံးဆက်စလုခတုံဖြစ်နေရဆိုတဲ့ဟာမျိုးတွေတို့ပြောကြတာများတယ်ပေါ့နော်ဒါပေမဲ့ irritable bowel syndrome နဲ့တော့အမရှိမှာတော့မရှိဘူးပေါ့ဒါပေမဲ့ the autistic children တွေက fussy eating ဖြစ်နေတဲ့အတွက်ကြောင့် constipation နဲ့လာတတ်တယ်တခါကျရင်သူတို့ရဲ့ diet တွေက imbalance မဖြစ်တဲ့အတွက်ကြောင့်သူတို့တွေကတခါကျရင်ဟိုကလည်းလာတတ်တယ်တမလား frequent bowel movement နေနဲ့လည်းလာတတ် diarrhea လို့မပြောဘူးပေါ့နော်တနေ့တစ်ချိန်လုံး 3-4 ခါလောက်ပါတယ်ဆိုတဲ့ဟာမျိုးတွေလည်းလာတတ်တယ်ပေါ့အဲ့လိုမျိုးလေးတွေတော့အမတွေ့ဘူးလေပေါ့ဆိုတော့အမတော့အဲ့ဒါတော့မသိဘူး irritable bowel syndrome နဲ့ ADHD တော့အမတော့ so far ဆိုမသိဘူး sorry ပါအမရဲ့ patient တွေမှာလည်းမရှိဘူးအမ patient က1000ပေါ့နော်1000ကျော်လောက်1000လောက်ရှိမယ်ပေါ့အခုဆိုဒါလည်းမရှိဘူးဆိုတော့1000ဆိုအရင်တော့အလုံးနဲ့ဒီအလုံးနဲ့ဆိုတော့အရင်တော့ပထမနေရာမှာနှစ်လောက်လုပ်ခဲ့ ADHD ပဲဆိုအခုကတော့600ကျော်လောက်ရှိတယ် waiting list ကတော့ waiting list ပေါ်မှာ300ကျော်လောက်ရှိတယ်ဆိုတော့အဲ့ဒါကို crack on လုပ်နေအဲ့လိုမျိုးဆိုတော့အဲ့ဒီ question လေးတော့မဖြေနိုင်တာ sorry ပါမိသားဖနဒိတ်တောက်နေတာဘေးချိန်ထိတောက်ရမလဲအခုကလေးက14နှစ်ပါတဲ့။အိုးမိသားဖနဒိတ်ကတလုံးလဲလိုအပ်ရင်ပေါ့နော် depend on the need ပေါ့နော်တဲ့မလားအခုကတော့ကလေးကစေးအကြောင်းတက်နေတဲ့အရွယ်မို့လို့ if it is helping him I will advise to continue ပြီးတော့ကြောင်းတက်နေတဲ့ကာလပေါ့နော်ပြီးတော့အလုပ်ဝင်တဲ့အချိန်မှာ depend on the which job he is going to do ပေါ့နော်တဲ့မလား depend on the how much he can control on himself ပေါ့နော်အပေါ်မှာမူတည်ပြီးတော့တဲ့မလားစီတောက်တာက
patient ပေါ်မှာပဲမူတည်တာပေါ့လေသိရမလားဆိုတော့ကေလူတို့အမတော့ဆရာဝန်ပဲပဲဆေးကိုလည်းအများကြီးမတောက်ဘူးသူများလည်းအများကြီးမထိုက်တဲ့လူတွေမှာပါတယ်ပေါ့နော် I always try to give the lowest as possible but no but lowest effective dose ပေါ့နော် effective ဖြစ်ရမှာပေါ့နော် possible anyway that is me ပေါ့နော်အဲ့ဒါကြောင့်မလို့ဘယ်လဲdose တွေအများကြီးတော့ကလေးတွေကိုအများကြီးဟိုမပေးဘူးမှာ dose တွေ quickly increase မလုပ်ဘူးဘာလို့လဲဆိုကိုကလေးဆိုပေးမှာပါပေါ့နော်ဘာလို့ this medication က control drug ဖြစ်တယ်အခုကတော့ so far so it's okay ပေါ့နောက်20ကြာဘာ side effect တွေဖြစ်လာအောင်လည်းမသိဘူးသိတယ်မလားအဲ့လိုမျိုးတွေပေါ့နော်ဆိုတော့တတိထားထဲမှာဆေးပြီးလို့ရှိရင်ထဲမှာပါတယ်ဆိုတော့ဒီ14နှစ်ကတော့ I feel like he will still need it because of he's still if he's in the school anyway and 14နှစ်ကကလေးကကျောင်းတော့မတက်တော့ဘူးအိမ်မှာပဲနေတယ် autistic ကလေးဖြစ်တယ်အမေအဖေက behavior ကို manage လုပ်လို့ရတယ်တယ်မလားဆိုလို့ရှိရင်တော့အမားသာဆိုလို့ရှိရင်အမားရဲ့ကလေးဆိုအမားမပေးဘူးတယ်မလားကိုကဘာကြောင့်ဒီ medication ဘာကြောင့်ပေးချင်တာလဲဘာအတွက်ကိုပေးချင်တာလဲတယ်မလားဒီ ADHD ဖြစ်လို့ medication ပေးရမယ်မဟုတ်ဘူးမရှိမှာအမ patient တော်တော်များများတော့မဟုတ်ပါဘူးရှိရပေါ့medication အမေတွေကငါတို့ဒီကလေးကကျောင်းစာမလိုက်နိုင်လေငါအတွက်က okay ရဲဆိုပြီးတော့သူတို့ဟိုဖြစ်တဲ့လူတွေလည်းအများကြီးပဲလေတဲ့မလားဘယ်လိုခေါ်မလဲwe just want them to have a happy life rather than with the medication ပေါ့နော်အဲ့လိုမျိုးပြောပြီးတော့ဆေးမတိုက်တဲ့ပဲနဲ့သူများတွေဒုက္ခမပေးဘူးကွာ ADHD က behavior problem မရှိဘူးသူကသူပဲmanage လုပ်နိုင်တယ်ဆိုလို့ရှိရင်ပြီးတော့တမလားစားလေဘလောက်သူတို့ expectation ဘလောက်လဲပေါ့အပေါ်မှာလည်းမူတည်တာပေါ့အပေါ်မှာမူတည်ပြီးတော့ပေါ့နော်ပြောလဲ expectation မိဘတွေ expect လုပ်မိဘတွေအရင်ဖြစ်စေခြင်းပဲလေ medication ကြောင့်အရင်ထူးချွန်လာမလားဆိုလည်းမရှိသူ့ရဲ့ကလေးရဲ့ဘယ်လိုခေါ်မလဲသူ့မှာရှိတဲ့လောက်ပဲပေါ့သိရမှာသူ့ရဲ့ability ပေါ်မှာပဲပေါ့အဲ့လိုမျိုးလဲမူတည်ရဆိုတော့အမကဒီကလေးကအကြောင်းသွားနေမယ်သူ့ကိုလည်း response ပေးနေမယ် this medication ကသူ့ကို help လုပ်နေရဆိုလို့ရှိရင်တော့ I will still continue ပေါ့နော် till he finish the school and university ပေါ့နော် after university ကျမှသူဘာလုပ်လဲပုံမှာမူတည်ပြီးတော့သူအရန်ကိုအာယုံဆိုင်ရတဲ့အလုပ်မျိုးဆိုရင်တော့တမျိုးပေါ့အရန်ပြောကြတယ်ဒီကလေးကအရန်စိတ်တူတက်ပြီးတော့ဒေါသအရန်ကြီးတက်တဲ့လူမျိုးဆိုရင်တော့ပေါ့အဲ့လိုမျိုးလေးပုံမှာမူတည်ပြီးတော့ပဲဆုံးဖြတ်ပါတယ်မပြောရဖြစ်ကိုဖြစ်ရလားမသိဘူးI don't know it is my way of thinking general pediatrician အနေနဲ့ ADHD diagnosis and management လုပ်နိုင်ဖို့အတွက် training တက်ယူရလားမှာတဲ့ဘာလို့လဲဆိုတော့လေအဲ့ဒီ ADHD ကခင်တလောက်မလွယ်ဘူးလား autism ဝင်တဲ့ ADHD နဲ့ဘေးကလွယ်လဲလို့မေးလို့ရှိရင် autism ကမှပို့ပြီးတော့ assessment လုပ်ရပို့လွယ် ADHD ကလေသူကဒို့လောတွေအများကြီးပဲဆိုတော့you will need them experience anyway training လဲယူပြီးတော့ experience လေးရလာလို့ရှိရင်တော့ you might be able to do it ပေါ့နော်မလုပ်နိုင်ဆိုတာမရှိပါဘူးအကုန်လုံးလုပ်နိုင်ပါတယ်ဒီမှာတော့ဘယ်လိုခေါ်မလဲ ADHD diagnosis ကို general pediatrician တွေအများဖြင့်ဒီက general pediatrician တွေကဆေးရုံမှာလုပ်တာများတယ်လေများတယ်ဆိုတော့သူတို့ရ diagnosis မလုပ်ပါဘူးတယ်မလားသူတို့ရ assessment လည်းမလုပ်ဘူးတယ်မလားအများဖြင့် community pediatrician ကိုပို့တာပါပဲ community pediatric ကအဲ့ဒီပေါ့ new development မှာ they are more specialized ပေါ့နော်အဲ့လိုမျိုးပေါ့နော်pediatric neurologist ဒီမှာကျတော့ pediatric neurologist တွေက
သူတို့ကဒီက neurologist တွေကဘာတွေလဲဆိုတော့ဒီက pediatric neurologist တွေကသူတို့ကအများဖြင့်ဟိုနဲ့ဗာလဲဟို epilepsy တို့movement disorder တို့တဲ့မလားအဲ့လိုဟာမျိုးတွေကို manage လုပ်တာများပါတယ်ဒီ ADHD ကို manage မလုပ်ပါဘူးဒီ ADHD က community pediatrician or them and the psychologist တွေ psychiatric တွေ psychiatric တွေကလည်း management လုပ်တယ် diagnosis ပေးပါတယ် manage သူတို့ကဒီမတို့ department မှာဆိုရှင် under 11ဆိုလို့ရှိရင်မတို့က assessment လုပ်တယ် over 11နေဆိုလို့ရှိရင် psychiatric တွေက assessment လုပ်ပြီးတော့ diagnosis ပေးတယ်ဘာကြောင့်လဲဆိုရှင်အများအပြား under 11နေသူကADHD နဲ့ other physical problem တွေများတယ်ပေါ့နော်ဒီ under 11 also ပေါ့နော် over 11ကြတော့သူကအများဖြင့်ကပြောကြ under 11တွေက syndrome တွေပါညာတယ်ပေါ့နော် over 11ကြတော့သူတို့ရအဲ့ဒီmental health problem တွေပိုများတယ်ညာတဲ့အတွက်ကြောင့်သူတို့ရ over 11ဆိုလို့ရှိရင် referral လာတယ်ဆိုလို့ရှိရင် over 11ဆိုရှင်မတို့က psychiatric ကိုသူတို့ပေးပြီးတော့သူတို့တွေ assessment လုပ်ခိုင်းတယ် under 11ဆိုရင်တော့မတို့လုပ်တယ်ဒါပေမဲ့မတို့ရှိမှာပဲဒီ ADHD ကလေးက under 11နဲ့ like 6နှစ်9နှစ်ထဲစပြီးတော့နေလာပြီးမတို့က manage လုပ်နေပြီဆိုတော့မတို့က we continue till they reach to the 18 now 18ချလို့ရှိရင်တော့မတို့ကအဲ့ adult team ကိုဟိုလုပ်လိုက်တာ refer လုပ်လိုက်တာပေါ့အများကြီးက normal complication မရှိတဲ့ ADHD ဆိုရင်တော့ GP တွေကိုပဲဆက်ကြည့်ခိုင်းလိုက်တယ် complication နဲ့အရင် other problem တွေရှိရဆိုလို့ရှိရင်တော့ adult mental health team ကို refer လုပ်လိုက်တယ်မတို့ဒီက neurologist တွေကမလုပ်ပါဘူးဒီ ADHD ကို neurodevelopment assessment မလုပ်ပါဘူးဒီမှာ any role of the behavior therapist in the management of ဘာပြောတယ်လို့က behavior ဆိုတာသူတို့ရဲ့ behavior therapist တွေကbehavior management behavior modification တွေကိုပြောလို့ရတယ်ပြီးတော့ကြတော့အဲ့ CBD တို့psychotherapy တို့ဆိုလို့ရှိရင် behavior therapist တွေက they can give advice on they can involve in that ပေါ့နော် adenosine from both currently adenosine 20 milligram BD for both of my son okay ဘာလို့ BD မတို့ adenosine ကိုပေးလို့ရှိရင်မတို့က OD ပဲပေးတယ်ဒီမှာ non stimulant တွေကို OD ပဲပေးပါတယ်ဒီမှာမတို့ BD မပေးဘူးပေါ့နော်ဒီမှာ but ဒါပေမဲ့ there might be a reason that someone is giving the BD ပေါ့နော်ဆိုတော့မတို့ကတော့ဒီမှာOD ပဲပေးတယ်ဒါပေမဲ့အမတို့ဟိုဖြစ်လို့ရှိရင်တော့ methylphenidate တို့ stimulant group မှာဆိုလို့ရှိရင်တော့မတို့ကဘယ်လိုလဲဆိုလို့ရှိရင်တစ်ခါကျရင်ညနေပိုင်းအချိန်လေးအမေရိကပြန်လာတဲ့အချိန်မှာသူက6 to 8 hour ပဲပေါ့နော်အဲ့ action ရှိရဆိုတော့ methylphenidate တွေအများစု preparation က6 to 8 hour ပဲဆိုတော့ after school time they can't cope with their children ပေါ့နော်တခါကျရင် rebound hyperactivity ဖြစ်တတ်တာတွေတချို့ကလေးရရှိတတ်တယ်သူတို့ကအကြောင်းမှာညင်တော့အရန်ကိုဖြစ်တော့အဲ့လိုမျိုးကြီးဆိုအမေရိကအဆင်မပြေတဲ့ဆိုင်ပြီးတော့ sleep ကလည်းတိတ် problem မရှိတဲ့ကလေးဆိုရင်တော့အမကပေါ့နော်ညနေပိုင်းပေါ့2နာရီ3နာရီလောက်မှာဟိုနေ short acting လေးကိုထပ် add လုပ်တယ်ပေါ့နော်အဲ့လို short acting လေးထပ်လုပ်တယ်အဲ့လိုလေးတော့ရှိတယ်ဒါပေမဲ့အမတစ်ခါမှတော့ adenosine ကို BD မပေးဘူးပေါ့နော်ဒါပေမဲ့ please ask the clinician might be some reason or she might have a different reason as well adenosine might be the preparation that your child is on might be a different type of preparation ပေါ့နော်ဒါဆိုတချို့ adenosine တွေကဒီလောက်ပဲသူတို့ရဲ့
short life ကဒီလောက်ပဲရှိတယ် half life ကဒီလောက်ပဲရှိတယ်အဲဒါကြောင့်မလို့ဒီလိုပေးပါတယ်ဆိုတာလေဖြစ်နိုင်တာပဲလေဆိုတော့အဲ့ဒါကြောင့်လည်းဖြစ်ချင်မှာပေါ့လေဒါပေမဲ့အမတော့မပေးဘူးပေါ့နော်အဲ့ဒီမှာအမပြောအတမိုစင်းကိုအမကတိုင်အောင်မတုံးဖြစ်ဘူးပေါ့ ကဲကျေးဇူးပါ ဒါ အ ပဲ မ နားဟုတ် ဟုတ်ဆရာဆိုင်းကျော်မေးစရာရှိသေးလားဆရာဆိုင်းကျော်ခကျန်တဲ့ဆရာမများရောမိကွန်းများရှိသေးလားရှင်မာတင်နီပြောတော့အရန်ကောင်းတယ်ဂျီဗီကဒီဟာလေးနာကျွန်တော်အလန်းဝေးနေကြတယ်အမရဲ့အခုမှပြောလိုက်တဲ့ခါကျတော့တော်တော်လေးကို awareness တော့ရသွားပြီမှာမေးစရာများမရှိတော့လို့ရှိရင် ADHD အကြောင်းလေးကိုဟောပြောပေးတဲ့အမလမ်းမြတ်သူအရင်ကျေးဇူးတင်ပါတယ်အမ